လုံးနောက်ကနေပြီးလက်အုပ်ချီညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါ၏ဖျားအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဘုန်းကြီးတို့လူမိုက်လန်းဆုံးဒုက္ခတုံစပဲပြိတ္တာလူမိုက်လန်းဆုံးဒုက္ခတုံးဆိုတာတခြားမဟုတ်ပါဒီကလည်းစလို့နောက်ပိုင်းနာရရင်လည်းသိမှာပါစောစောကလည်းပြောပြီးသားဖြစ်နေပါကျွတ်တော်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးတက်တော်ထင်ရှားရှိတော်မူစဉ်အခါသာဝတိမြို့ကောသလမင်းကြီးအုပ်ချုပ်ခဲ့တဲ့ကိုကောသလမင်းကြီးအုပ်ချုပ်တဲ့သာဝတိမြို့တွင်မှာကောသလမင်းကြီးရဲ့ထံမှာအမြဲတမ်းခံစားနေတဲ့ပရောဟိတ်ပုံနာကြီးအန္တကပုံလေးမကြီးကမန္တာနီမထာလို့ပုံနာကြီးကအန္တကပုံနာကြီးပုံလေးမကြီးကမန္တာနီပုံလေးမကြီးဘေးလာကြီးပုံနာကြီးကဘယ်လိုတော့ပုံလေးမကြီးကမန္တာနီပုံလေးမကြီးဒီလိုနေ့စဉ်နဲ့အမြတ်ဆိုသလိုမင်းခံစားဘဝနဲ့ဘယထံသွားပြီးတော့ခံစားနေခဲ့ရဒီကနေ့တော့ထူးခြားချက်တစ်ခုရှိလာရှိဆိုတရားနာပိဋကကြီးမန္တာနီပုံလေးမကြီးမှာတန်လီခလာတဲ့ကလေးကလည်းစိုးရနဲ့ခံမိဒီကလေးအတွက်နဲ့ပတ်သက်ပြီးတော့တရားနာပိဋကသာသမီများမိုက်တယ်လိမ္မာတယ်ဆိုတဲ့နေရာမှာမိခင်များသည်အတွင်းသည်လို့ခေါ်ပါတယ်ပိဋကကြီးမိခင်များကဘာသည်လင်သားနဲ့တပါးသောလူတွေကအပြင်သည်ဒီနေရာမှာတရားနာပိဋကဒီကလေးတန်တီတီးလာတဲ့ကလေးကြီးစောရနဲ့ခံမိလာတယ်ဆိုတော့ဇာတိပฏิတန်တီတဲ့ကူကဖြစ်ပေါ်လာခဲ့တယ်ကိုတချို့ကြတော့မိခင်များဓမ္မရာချင်းချင်းဆိုတာဖြစ်တတ်ပါတယ်သူတို့ရဲ့မွေးဖွားမဲ့သားသမီးရဲ့နမိတ်တွေပေါ့အချို့ကြတော့ဖားစိစားခြင်းနဲ့ငါးစိစားခြင်းနဲ့သူများတဲ့တတ်ခြင်းနဲ့ပြတ်တူခြင်းနဲ့ယုံလိုက်ခြင်းနဲ့ဒီချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်တငါသည်လေးဖြစ်မလားမုတ်ဆိုးလေးဖြစ်မလားဟဲ့မိခင်ကသိတယ်ချင်းချင်းကမိခင်ဖြစ်တာကိုတချို့ကြတော့လည်းတရားနာပိဋကသူများလေချောင်းတွေဖောက်တော့ရှင်သူများလေချောင်းတွေနဲ့ခြေဆွဲအဲ့ဒါလိုချင်းချင်းတွေဖြစ်လာတော့ငါသားလေးမွေးဖွားလာရင်ပန္ဒုလစစ်သူကြီးဖြစ်မလားဟဲ့ဘိုးမှုဘိုးချုပ်သူရဲကောင်းကြီးဖြစ်မလားဟဲ့အတွင်းသည်မမွေးဖွားခင်ကတည်းကသိရလို့မိခင်များကိုအတွင်းသည်လို့ခေါ်သည်တချို့ကြတော့ဝါဝမြင့်ရှိခိုးခြင်းနဲ့ဖျားဘူးလဲခြင်းနဲ့တန်ဃာတော်ဆုံးပင်ကတ်ခြင်းနဲ့ပေတရားနာခြင်းနဲ့သင်္ကန်းလူခြင်းနဲ့ကြောင်းဆောက်ခြင်းနဲ့ဒီချင်းရင်းတွေဖြစ်လာတော့ငါမွေးဖွားမဲ့တားယောက်ျားလေးဆိုရင်သင်္ကန်းဝတ်လိမ့်မလားမိန်းကလေးဆိုရင်အိမ်တော်မပြူပဲနဲ့သီလရင်လေးများဝတ်လိမ့်မလားဖျားလက်ထက်ကဆိုရင်ယဟန်မိန်းမများဝတ်လိမ့်မလားဒီလိုပေါ့မှန်ရအတွင်းသည်ဒါပတိခုခေတ်ချင်းချင်းတွေကြတော့ဝေဖန်မှုခက်သွားပါပြီခက်ဘူးလားပြေကရှောက်ပြီးတို့မကြီးသီးစိမ့်တို့သမယာစည်းတို့ဒါဆေးလိမ့်မိစာကောင်းပူဝအေးဝတို့မြေကြီးကဲတို့ဘုန်းကြီးပြောမကောင်းလို့ရှော့ထားတာဒါပတိကုန်ပါပြီဟုတ်တယ်ခုခေတ်ချင်းချင်းနေအခုခေတ်ချင်းချင်းတွေကတော့ချင်းချင်းတူတူခါးခါတောက်ဒီချင်းချင်းတွေဖြစ်နေကြတဲ့ကိုကဘေးရင်မမင်းနဲ့ဘိုက်ထဲလမ်းတရဲဆိုတာရှင်းနေပါသည်ချင်းချင်းကိုဝေးတယ်မှန်လားပြေးတာကြီးသူကတော့ဓမ္မတာချင်းချင်းမဟုတ်တော့ဘူးတရားနာပြိတ္တာကောင်းကင်နမိတ်တွေပြဘယ်လိုနမိတ်တွေပြတာလဲကောင်းကင်တစ်ပြင်လုံးအယောင်တွေတောက်တိုင်းပြည်တွင်းမှာရှိတဲ့လက်နဲ့ပေါင်းစုံမှန်သမျှအကုန်လုံးအယောင်တောက်ညအခါဖြစ်တော်လဲပဲဝင်းထိန်လို့ကြောက်ခမန်းလီကြီးဒီနမိတ်တွေပြစောရနှခမ်းမိနေတဲ့အင်္ဂုလိမလာအလောင်းကြီးဖွာတာကိုဒီထဲပုံလေးမကြီးက
မျက်စိကလေးဖွင့်ကြည့်လိုက်အလင်းရောင်တွေလည်းမြင်လိုက်ရောပုံနာကြီးဘာလို့လာကြလဲမီးလောင်ကုန်ပြီတော့ရန်လောင်နေတာမင်းဘာမှမသိပဲနဲ့နေဟုတ်ငါထွက်ကြည့်သားမယ်အလင်းရောင်တာမင်းရောင်မဟုတ်ဘူးထွက်ကြည့်လိုက်တော့တရားနာပိဋကကောင်းခင်ကြည့်လိုက်တော့ခါအလိုဖျားကြည်စားငါပုံနှင်းမကြီးမှဖွားမြောက်မဲ့သားလီစိုးရနဲ့ခံမိနေပါဗောလားသို့တော်လေတယောက်ထဲလားအများကြီးလားဟဲ့ကြည့်လိုက်တော့တယောက်ထဲအပေါင်းအသင်းမပါတို့ပါတော့လေစိုးရနဲ့ခံမိနေပါသဖြင့်ရွှေမျိုးမိဘကို तू နှိမ့်ဆက်ညှဉ်းမမလားမနှိမ့်ဆက်မညှဉ်းမဘူးလားဆိုတာကြည့်လိုက်ဟဲတော်သေးရဲ့ရွှေမျိုးမိဘတော့မညှဉ်းဆဲဘူးဆိုပြီးတော့ဒီသားလေးဖွံ့ဖြိုးလာတဲ့အခါကျတော့ရွှေမျိုးမိဘကိုမညှဉ်းပန်းမနှိမ့်ဆက်လို့သူ့နာမည်လေးမှဲ့လိုက်တော့ဟိန္ဒကဟိုဗျပြေးလာကြည့်ပါလေတို့ဟိန္ဒကဆိုတာပါဠိမြန်မာလိုပြန်တော့မောင်မညှင်းဆဲလေးပေါ့ဗျာကဲပြေးသားကြီးမောင်မညှင်းဆဲလေးဖွံ့ဖြိုးပြီးပါလားမောင်မညှင်းဆဲလေးဖွံ့ဖြိုးပြီးတဲ့နောက်ဖြစ်ပါဘူးလေတညလုံးအလင်းရောင်တောက်တဲ့ကိစ္စဘယင်ကြီးလေစက်တော့ခေါ်လို့ပြောတော့ကျူးမယ်မဟုတ်ပါဘူးအထုသဖြင့်ဖွားမြောက်တဲ့သားငါသွားပြီးတော့ဥတင်လေမဘယ်ထံသွားဟောမင်းဆရာကြီးခင်ဗျမျောနေတာအတော်ပဲဗျမလားပါဗျာကိုတော်ကြီးညာကစက်တော့ခေါ်ပြောတော့ကျူးတော်မူပါရဲ့လားဗျာအေးလေအိတ်မပြောလို့မျောနေတာဘောပုံသားကြီးရဲ့ရွှေနန်းတော်တွင်ရှိတဲ့လက်နဲ့ဘောင်းစုံအယောင်တွေတောက်ပြီးတော့ကြောက်ခမန်းလေးပါပဲပုံသားကြီးအကြောင်းများထူးသလားမှန်လားပါထူးပါဗျာလက်နဲ့ဘောင်းစုံအယောင်တောက်ချင်းရွှေနန်းတော်တွင်ရှိသောလက်နဲ့များတွင်သာမကတပြေလုံးရှိတဲ့လက်နဲ့တွေအယောင်တောက်ပါဗျာအဲ့ဒါဘာကိစ္စလဲဗျမှန်လားပါဗျာဒီကိစ္စကတော်ဥတင်ရတော့မှာပဲဗျာဖယားကျွန်တော်မျိုးကြီးဤပုံလေးမကြီးမန္တန်ဒီမှာဖွားမြောက်သောသားတယောက်ဒီစိုးရနဲ့ခမိနေလို့ပါဗျာလူဆိုးတခုလူသားကောင်းကြီးဗျာဒါကြောင့်စောစောစီးစီးဖွားမြောက်ပြီးရဲ့ဖြစ်ကွန်းမြင့်လိုကကွန်းမြင့်နိုင်အောင်လာပြီးတော့တော်ဥတင်ရခြင်းပါဗျာတတ်ချင်တတ်ပါတဲ့ဟဲ့ငါကြီးများမှတ်သွားကြစမ်းကွဒီတော်တော်တို့မှတ်သွားကြစမ်းကိုသားပဲသေတချင်လို့တတ်တချင်လို့လားလို့ဆိုတော့မဟုတ်ဘူးဒါပဲဒီခုပြောနေပြီဘာလို့ပြောတော့လူဆိုကြီးရဲ့အဖေအခေါ်ခံရင်မှုဟဲ့မင်းတို့ဖေးလူဆိုကြီးရဲ့အမေအခေါ်မခံရင်မှုဟဲ့ဘယ်သူသားလေးဖြင့်ဆိုလိုက်တာဘယ်သူသားလေးဖြင့်မျက်စီနဲ့ကြည်ရတာအကျော်မတည့်ပါဘူးအဲ့လိုပြောတာကိုမင်းတို့မိပါတယ်လေဘယ်သူမှခံရင်ကြလိမ့်မည်မဟုတ်မင်းကလေးများထုံနီ၎င်းဟဲ့မလေးဘသူသမီးလေးကယဉ်ကျေးလိုက်တာပိန်မွေးလိုက်တာဆိုရင်မိဘများပြုံးနဲ့ဂုံယူကြဟဲ့ဒီလိုမှမဟုတ်ဖ ೇನೆ အိုးသူသမီးကပြန်တာလွန်နေတာဟဲ့အဲ့ဒီလိုဆိုရင်မိဘများကမျက်နှာမလာဘူးခဲ့ဒါကြောင့်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လူဆိုးတခိုးရဲ့မိဘလို့ဘယ်သူမှအခွန်မခံရင်ညကြည်လေခုတရားနာပြည့်တဲ့စောစောစီးစီးကွမြင့်လူကကွမြင့်ပါဟဲ့ပုံနာကြီးတယောက်ထဲလားအပေါင်းအသင်းနဲ့မှန်လားပါဗျာအပေါင်းအသင်းမပါတယောက်ထဲပါဗျာဟဲ့တယောက်ထဲလားဆိုရင်ဖြစ်ပုံနာကြီးတယောက်ထဲလားဆိုရင်ဖြစ်ငါဘရင်ကိုတလမမှုတော့ပါဘူးသူ့ခွားမြောက်ပြီးရတက်ကတော့သာပို့လိုက်ကဲပုံနာကြီးအိမ်ပြန်တော့ဆိုပုံနာကြီးအိမ်ပြန်သွားပြည်သားကြီးပုံနာကြီးပဲပြန်သွားတော့ပြန်သွားပြီးတဲ့နောက်သားကလေးဥမမဲဇာမမြောက်ကနေပြီးတော့စောင့်ရှောက်ပြီးတော့လာခဲ့ပညာသင်တဲ့အရွယ်ကလေးရလာတော့တက္ကသိုလ်တိုင်းပြည်ပို့တက္ကသိုလ်တိုင်းပြည်ပို့တာတောင်တရားနာပိဋကကျွတ်တို့အန်တေဝါသိကတပိအတွင်းနေတပိဖြစ်နေပို့လိုက်ကျွတ်တို့ခုခေတ်လို့ဆိုရင်ဘုန်းကြီးကျောင်းလို့ဆိုရင်ကျောင်းအိတ်ကျောင်းစားပေါ့
ခမရတို့မျိုးတွေမှာဆိုရင်လောကီပညာနဲ့ပတ်သက်လာတော့ဘော်ဓာကျောင်းဆောင်နေနေသလိုထင်ပါရဲ့သို့တော်လည်းပဲနည်းနည်းလေးထူးခြားနေတာကတက္ကသိုလ်ဆရာကြီးရဲ့ထံမှာရောက်လာတဲ့ကျောင်းသားအပေါင်းအဲ့ဒီကျောင်းသားတွေကိုတက္ကသိုလ်ဆရာကြီးထံမှာပညာသင်တဲ့တတ်နိုင်သလိုရှင်မရင်သားတို့ရှင်မရင်သားမင်းသားပေါ့လေတထေသူကျွတ်သားတို့အဲ့ဒီကဲဆိုကျောင်းသားပေါင်းစုံရောက်လာကြတဲ့အချိန်ခါမှာတချို့ကြတော့လည်းမိမိတို့တတ်နိုင်သလောက်ဘယ်ရွေ့ဘယ်မျှဆရာကိုရောက်ချင်းပူဇော်တချို့ကြတော့လည်းပဲတက္ကသိုလ်ကျောင်းကပညာစုံလင်လို့ပြန်တဲ့အချိန်ကြမှာပူဇော်တရားဆရာအဝတ္ထုပစ္စည်းတွေနဲ့ပူဇော်အမျိုးမျိုးပူဇော်ပြီးတော့တတ်နိုင်တယ်လို့ပညာကိုခုံမိကြအဟိန္ဒကကြတော့ဆရာကြီးသူများလို့လဲဝတ္ထုချင်းငွေတွေတင်းပြီးတော့ပုံပြီးတော့မလှူနိုင်ပါဘူးဟောဒီသားလေးအဟိန္ဒကအားအစစအရာများဆရာကြီးရဲ့အိမ်မှုကိစ္စအဝဝခိုင်းစေပြီးတော့ပညာများတက်မြောက်အောင်သင်ပေးလိုက်ပါတော့ရှင်းပြောရရင်တော့ကျွန်စရင်သွင်းပြီးတော့ပညာအသင်ခိုင်းလိုက်တယ်လို့တရားနာပြိတ္တာစောရလက်ခံမိလာတဲ့သားဆိုတော့သူများတဲ့နှိမ့်ချပြီးတော့ကိုပဲတက္ကသိုလ်ပို့လိုက်ဒီလိုတက္ကသိုလ်ပို့တော့ဆရာကြီးကလည်းရထားတဲ့ဆရာတော်ကခန့်ငယ်ငယ်အဟိန္ဒကနဲ့ဆိုတော့မောင်နှမအရွယ်ကိုပြိတ္တာမောင်နှမလို့လည်းခင်မင်ညတရင်တနည်းပေါ့ဆရာတော်ကလည်းမောင်လေးအဟိန္ဒကကလည်းမမမောင်လေးမနဲ့ဒီလိုတရင်တနည်းကြီးနေပြီးတော့လာခဲ့ကြတက္ကသိုလ်ဆရာကြီးကလည်းပညာများစုံလင်အောင်ကျောင်းသားများဘောင်းစုံကိုအကုန်သင်ပေးလိုက်တော့လည်းပဲအဟိန္ဒကသူများတဲ့ထူးခြားချက်ရှိဒါကုတ်လှန်တို့အမျိုးမျိုးသောပညာတွေသင်ကြားပေးလိုက်သင်ကြားလို့ကျောင်းသားချင်းပညာစက်ရတဲ့အခါကျတော့ဒါကုတ်လှန်တို့အမျိုးမျိုးသောပညာရည်အဟိန္ဒကကအနိုင်ရအဟိန္ဒကအနိုင်ရတော့ကျောင်းသားများလည်းမျက်စောင်းထိုးလာပြီပေါ့ပိဒါကြီးကိုထက်တာတော့ဗါတဲ့ကိုထက်တာမနာလို့ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝအဟိန္ဒကမင်းကတို့ထက်တာတယ်ဆိုပြီးတော့ပညာကုံမောက်သလားကွာဟေးအဟိန္ဒကမောက်နှစ်အောင်ဘောကွာဘယ်လိုပဲပညာကုံမောက်ပြီမယ်လို့ဟေးတို့ကတထေးပညာကွာသူကျွဲ့သားပညာကွာမင်းသားပညာကွာမင်းပညာကအခါချင်းငွေပေးပြီးတော့သင်နိုင်တာမဟုတ်ဘူးကျွန်းစရင်သွင်းပြီးတော့ပို့ထားတာကိုမင်းကဆရာကြီးနဲ့ဆရာကတော်နဲ့ရင်းနှီးလို့အထင်မကြီးပါနဲ့ကွာဟဲ့အဟိန္ဒကမင်းပညာကျွန်းပညာကွာညှိုးဖွဲ့လာကြဖွဲ့ဘူးလားပြိဿကြီးအဲဒီလိုအညှိုးဖွဲ့ပြီးတော့လာခဲ့ရမှာတနေ့တစ်နေ့ကြတော့ကျောင်းသားတွေကစာသင်ခန်းမှာစုံစုံလင်းလင်းဒီလိုစုံစုံလင်းလင်းဖြစ်ပြီးတော့နေတဲ့အခရတဆရာကတော်ကဟိန္ဒကရေမောင်လေးမမရေချိုးမယ်ကွယ်ရေခင်းစားမအောင်အဝတ်လျှော်စားမအောင်နဲ့အဆက်ရှိသဖြင့်ရေချိုးကန်းနဲ့ခေါ်ပြီးတော့ခိုင်းတော့အဟိန္ဒကစာသင်ခန်းကျောင်းသားတွေစုံတော့လည်းပဲသူမရောက်လာဘူးပေါ့မြင်ပြီးကျောင်းသားတွေကဟေးတို့နဲ့ဆရာကြီးကဟောဒီစာသင်ခန်းမှာစုံစုံလင်းလင်းกว่าမြင်ရလားအဟိန္ဒကနဲ့ဆရာကတော်ရေချိုးကန်းနဲ့နှစ်ယောက်တည်းဆရာကတော်လေးကခန့်ငယ်ငယ်กว่าဒီကောင်ငရိုးပေါ်ပညာကုံမောက်ထားတဲ့ကောင်ဘယ်နဲ့တို့ဟေးလဲတယ်လို့တော့ရှုပ်ကြစို့စနေနာမိစားတွေကလောင်ကြတော့မယ်ပေါ့လေ
လဲတယ်လို့တော့ရှို့ကြစို့ကွာဟေးဆရာကြီးကိုမင်းကပြောတတ်တယ်လဲတယ်လို့သာကြည့်ပြောဆိုတဲ့အတိတ်ပဲမျက်စပ်ပြစ်ကြတယောက်နဲ့တယောက်မျက်နှာရိပ်ပြပြီးတော့ပြောကြပြီဆရာကြီးဟေးဘာတော့ကွာအိုးဘာတော့လုံးနဲ့ဆရာကြီးရဲ့ကျင်တော်တို့နဲ့ဆရာကြီးကဟောဒီစာသင်ကောင်းမှစုံလင်စွာဟိမကတယောက်မမြင်ဘူးဗျအေးငါလည်းမမြင်ဘူးဟာဩမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ဆရာကြီးနဲ့ကျွတ်တို့ကစာသင်ကောင်းမှစုံလင်စွာအဟိမကနဲ့ဆရာကတော်ကရေကြိုးကန်းနဲ့နှစ်ယောက်ထဲပါပြောလိုက်ရောပြုဆရာကြီးနှုတ်ခမ်းမွေးကားလားနှုတ်ခမ်းမွေးကားလားဖေဟေးသူကဘာလို့တာတော့ကရေကြိုးကန်းနဲ့ဆရာကြီးကပြောနေတာကွာကျောင်းသားတွေကိုဆရာကြီးဘာလို့တဲ့တော့မသိဘူးတဲ့ဟေးသွားခေါ်ကြည့်ဒီကောင်သွားခေါ်ကြည့်ဆိုတော့ကျောင်းသားတယောက်ပေါက်လာဟေးဟေးတကတူတူခေါ်ပါကွာမင်းတို့နဲ့ငါနားမလေးပါဟေးကျဲကျဲပဲကွာမင်းဆရာကြီးခေါ်တယ်ဟေးတကရင်မင်းဆရာကြီးခေါ်နေတယ်ဆိုလဲပြီးတာပြီးကွာမင်းကြောင်ခေါ်ရငါနားမလေးပါမလေးလေးကွာဟေးဆရာကြီးခေါ်တယ်မင်းလားလာဆိုတော့လိုက်လာတာပေါ့ဆရာကြီးရှေ့ရောက်မျက်နှာငယ်လေးနဲ့လက်အုပ်ချီလို့ဆောင်းဆောင်နေထိုင်ဟေးဟိနကခင်ဗျာမင်းဒီတက်ကတူကြောင်ရောက်လာတာဘာလို့ဖို့ရောက်ဟာဆရာကြီးပညာသင်မှုရောက်လာပါတယ်ခင်ဗျာအေးမင်းပညာသင်မှုတက်ကတူကြောင်ကိုရောက်လာအခုစာသင်ခန်းထဲမှာပညာသင်ခြင်းနဲ့ကျောင်းသားတွေစုံလင်စွာစာသင်မှုပညာသင်မှုရောက်လာတဲ့ကျောင်းသားတစ်ယောက်ကပညာသင်ခြင်းကိုမင်းပဲနဲ့ကြောင့်စာသင်ခန်းမရောက်တာအော်ဒီလိုပါဆရာကြီးရဲ့ကျွန်တော်မမကရေငင်ခိုင်းနေလို့အဲ့တော့မင်းလောက်လားကွာဟုတ်ကဲ့ကျွန်တော်အလုပ်မဟုတ်လို့မလုပ်ချင်ဘူးဆိုပြန်ပါတော့လေမမကချက်ကျွေးနေတာမဟုတ်လားဆရာကြီးရဲ့ကျွေးတာကျွေးတယ်လို့ကျွေးရတာကိုကွာဒါမျိုးငါတော့မမြင်ရင်ဘူးဟုတ်ကဲ့ခင်ဗျာတော့မမြင်ရင်လို့ရှိမမြင်စေရပါဘူးအခုဆရာတော်ကငါရေငင်ပေးပါကွယ်တဲ့ပြီးတော့အဝတ်လျှော်ပေးပါကွယ်တဲ့ပြီးတော့ကြီးတော့ဟဲ့ကတော့ကြီးတွန်းခိုင်းတာကိုအပြောမခံဘူးဆုံးအောင်ကြီးတွန်းနေဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လေဘာနဲ့တွန်းအေးကွာလက်နဲ့တွန်းတာပေါ့အသားကြီးထိမဲ့ကိစ္စကာမတတ္တဝါဆိုတော့ဟိုမိစားတွေကရှို့ထားတော့ဇကားအဆုံးမပြောမခံဘူးကွဟဲ့တော့မင်းတော့နောက်ဒါမျိုးငါမတွေ့ချင်နောက်ဒါမျိုးငါမတွေ့ချင်ဘူးနောက်ကိုဒီပုံစံမျိုးမြင်ရရင်မင်းငါကြောက်ပါမနေနဲ့ပြန်ငါကြောက်ငါဟုတ်ကဲ့ခင်ဗျာမမြင်စေရပါဘူးဆရာကြီးရဲ့အေးကွာမင်းတို့ရှို့ကြအောင်ပေါ့မင်းတို့တက်လက်တက်နိုင်ကြပါပဲရဲ့ငါ့ကိုတမင်တက်တက်ကြောက်ချကြတာပဲကဲရှိစေဦးတော့လေဆိုပြီးတော့အဟိနကမျက်နှာငယ်လေးနဲ့စာတင်းလာခဲ့ရတူရူပြောကြဆိုပြိဿကြီးကျောင်းသားရဲ့ပညာဆုံးလို့ရွှေဘုံပြန်ကန်ဤဆရာကြီးကိုကြော့ကြသည်စာသင်ခန်းနဲ့ပစ္စည်းတွေပုံလို့ညတဲ့ပစ္စည်းတွေမဟုတ်ဘူးဆရာကြီးခင်ဗျာတဲ့ဟောတာကဆရာကြီးပေါင်းဖို့ပဝါစာလေးခင်ဗျဒါကတော့ဆရာကြီးဝတ်ဖို့ပစိုးအကွက်ကြီးဟောတာကဆရာကြီးအတွက်တိုက်ပုံအင်ကြီးအဲ့ဒီတုန်းကတိုက်ပုံအင်ကြီးဝတ်သလားမသိဘူးရမ်းတုတ်တာပဲကြားလားဟောတာကတော့ဆရာကြီးအတွက်လက်ပနာကြီးခင်ဗျဘုရုံးကများစံတော်ချိန်နေပါရှိလားမသိမှန်ပြောရတာပေါ့ဗျာ
ဒါကတော့ဆရာကတော့ဘုအင်ကြီးစားဒါဆရာကတော့စီးဖို့ဖဏကလေးဒါကတော့ဆရာကတော့ဆောင်းဖို့ခေါက်ထီးဆရာကြီးရဲ့ရှိတယ်လားမသိဘူးကွာငါမှတ်တော့ပါလားပစ္စည်းပုံကြီးကလည်းနဲဘူးဟာဒီကတော့ဘွဲတွေကငွေ900ကတော့ဆရာကြီးတို့လိုရသုံးဖို့တရားနာပိဋကကြီးပစ္စည်းပုံကြီးကိုမနှဲဟုစုပုံပြီးတော့ထားကြမြစ်တော့မခတ်ဖဲကြည့်သူများလူတဲ့ပစ္စည်းပုံကြီးကြည့်လို့ဟာနေပါပဲလားဟေးမျက်စိနဲ့ကြည့်လို့မဝအောင်ဆရာကတော့ဘုပစ္စည်းတွေကလည်းစုံလို့ဆရာကြီးအတွက်ပစ္စည်းတွေကလည်းအဝတ်ထဲကအစလူလေးသေးမရှိသူတို့ပူဇော်ကြယုံနေမကဟောကတော့ဝဲတွေကငွေ900ကလည်းဆရာကြီးတို့လိုရသုံးဖို့တဲ့ပူဇော်လိုက်ကြတာဆရာကတော့လိုက်ကြဟဲ့အဟိနကမင်းဘယ်မလဲဆရာကတော့ဘုပစ္စည်းသူများလိုမကတော့နိုင်လို့ဟဲ့ကျောင်းကပြန်ညတယ်ဆိုရင်ဆရာကတော့ကြစမြဲကိုကွဟဲ့ကံကြီးများဓမ္မများမင်းတို့ခုခေတ်ကျောင်းကပြန်ယုံနေမဟုတ်ဘူးဟဲ့ဒုက္ခကြတော့တရားနိုးရင်ကြတော့လေတချို့ရေအိုးကလေးတွေနဲ့ဆရာတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဆရာမတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိဘတွေကိုလှည့်ပြီးတော့ကတော့ကြသည်မိမိဆရာဖုန်ကြီးတွေကိုလှည့်ပြီးတော့ကတော့ကြသည်ဗုဒ္ဓဘာသာထုံတန်းစင်လာအရာပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇနေရနာမင်္ဂလာတရားမှာပါတဲ့အတိုင်းပူဇော်တိုက်လို့ပူဇော်တဲ့မင်္ဂလာတရားတွေပြုကြယခုကြည့်တရားနာပြေသာကျောင်းသားတွေလည်းထုံနည်း၎င်းပေါ့ပစ္စည်းပုံကြီးနဲ့လှူကြတော့အဟိနကပူဇော်ရတာတွေကြည်ပြီးတော့မျက်ရည်လေးဝိုင်းလာအဟိနကဘယ်မှာလဲမင်းဆရာကတော့ဆရာပစ္စည်းအော်ကျောင်းသားတွေပြောတဲ့စကားငါနားထဲကမထွက်ပါလားဟေးတို့ပညာကမင်းသားပညာกว่าတထေပညာกว่าသူကျွယ်ပညာกว่าတဲ့အဟိနကမင်းပညာကကျွန်းပညာတဲ့အဟိနကသူတို့ပြောတဲ့စကားငါနားထဲကမထွက်ပါဘူးငါဆရာကိုဘယ်လိုလုပ်ပြီးတော့ပူဇော်ရပါမထုံးနဲ့ဝန်းနေလုံးလို့ကြရတဲ့မျက်ရည်လေးနှစ်ဖက်သလုံးလက်ညှိုးကလေးတွေနဲ့ဇောင်းလိုက်ပုတ်ပြီးတော့လေဒီတိုင်းဟောဒီတိုင်းအဲ့ဒီတိုင်းပုတ်ပြီးတော့တရားနာပရိသတ်ကြီးမျက်နှာလက်ဝါးနဲ့အုပ်ပြီးတော့အခန်းထဲဝင်သွားအိမ်ခန်းထဲဝင်သွားတယ်ကတင်မောအားရမှောက်ပြီးတော့ငိုတော့ကြားပြီဆရာကတော်ကကောင်းလေးဘာဖြစ်တာပါလဲကြည်တော့တရှုပ်ရှုပ်နဲ့ငိုးနေလိုက်အတွင်းဝင်သွားဟဲ့မောင်လေးခင်ဗျာမမမင်းဘာလို့ငိုနေတာလဲမမကျုပ်စိတ်ဆင်းရဲလုံးလို့ဟောပါဘူးကနေပါမင်းဘာတွေစိတ်ဆင်းရဲနေကြလို့မမပြောစမ်းမင်းနေပြီမင်းနေတဲ့အခက်အတန့်ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့သွားတာကိုမြင်လိုက်ကြတဲ့စနေနာမိသားတို့ကဟေးမြင်ရလားကွာတို့ကဒီမှာကတော့မလို့ပစ္စည်းပုံကြီးနဲ့ဆရာကတော်နဲ့အဟိနကအိမ်ခန်းနဲ့နှစ်ယောက်ထဲသွားကြပြန်ပြီးကွာပြန်ကန်ဒီတို့ရှို့ပြခဲ့ကြအောင်ဆိုလောက်ပြန်ပြိဿကြီးကွာမင်းလေသလိုကြည့်တာပြောတော့ဆရာကြီးဟေးဘာတော့ကွာဘာတော့မလုပ်နဲ့ဆရာကြီးရဲ့ကျင်တော်တို့ကပညာဆုံးလို့ရွှေဘုံပြန်ကန်ဒီဆရာကြီးနဲ့ဆရာကတော့မျက်နှာစုံကြီးကတော့ခြင်းလားဆရာကတော့မမြင်ပါလားငါလည်းမမြင်ဘူးဟာမမြင်ဘူးလို့မနေနဲ့ဆရာကြီးရဲ့ကျင်တော်တို့ကဆရာကြီးကိုကတော့မလို့ကျောင်းသားတွေစုံလင်သွားဟိန္ဒကတယောက်လဲကျွန်တော်တို့မမြင်ပါဒီကောင်ဘယ်တော့ပါလဲငါလည်းမမြင်ဘူးဟာမမြင်ဘူးမလို့နဲ့ဆရာကြီး
စာသင်္ကန်းထဲမှာကြော့ကိုစုံလင်သွားဟိန္ဒကနဲ့ဆရာကြောကဆရာကြီးမယိုးသေးလို့လည်းမဟုတ်ပါဘူးစိတ်မကောင်းဘူးခင်ဗျာကျွန်တော်တို့ပညာဆုံးလို့မိမိတို့ရွှေဘုံပြန်အရောက်နာမဆန်းတော့စကားကြီးမကြပါရစေနဲ့လို့ကျွန်တော်တို့ဆူတောင်းနေပါတယ်ဆရာကြီးဆရာတော်နဲ့တပည့်တဲ့ဆိုတဲ့စကားများကျွန်တော်တို့နားကြရရင်တော့ဟေးတော့ငါသိပြီတော့ဘယ်မှာလဲခုတို့အိမ်ကနေမှဆရာကြီးရဲ့တိုက်တယ်လည်းမအောင်မိပါနဲ့မဲဒီလိုပဲတချို့သူများအပြစ်ပြောမဲ့ကြံဖုံးနဲ့ပိတ်မြင်မလားတချို့ရထဲမိမတွေသူများအကြောင်းပြောမဲ့ကြံဖုံးနဲ့ပိတ်နဲ့လက်ကုတ်ခြေကုတ်မျက်စပ်ပြင်းမင်းငေါ့သူတို့လောက်ကလည်းအရှုပ်သားညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ဖုံးနဲ့ပိတ်နဲ့လေဒီမပြောနဲ့ပြောပြီးနောက်တအိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့နောက်တအိမ်ကူးသွားတယ်ညှိမှုပြောတာတော့ဘယ်သူမှရှောင်ပြောနဲ့ဘယ်သူမှပြောနဲ့ပြီးတော့တရွာလုံးတစ်မြို့လုံးဘယ်သူမှပြောသူလေးကုန်ရှောက်ပြောမန္တလေးပဲပြောပါတယ်ရန်ကုန်ဒီလိုမိမတွေရှိချင်မှရှိမှာကြည့်တရားနာပြေးတာယခုဆရာကြီးတိုက်တယ်လည်းမအောင်မေပါနဲ့အေးအောင်မေပါဘူးကွာကြော့ဟေးကြော့ကြကြော့လို့စုတောင်ပေးနိုင်ဘူးကြော့ပြီဗလားပြီပါပြီဆရာကြီးပြန်ရဘာစုမှကိုမပေးနိုင်မစိတ်ထိတ်တဲ့ကျောင်းသားတွေလည်းပြန်သွားရောဆရာကြီးနှုတ်ခမ်းမိုးကြီးထောင်းလာဆေးပြင်းလေးကြီးလည်းကြညှက်လို့ဘယ်တော့ကဒီဆေးလေးတွေရှိလားမသိဘူးနော်မှန်ပြောရတာပေါ့ဗျာဆေးပြင်းလေးကြီးလည်းကြညှက်လက်နှစ်ဖက်နောက်ပြစ်အိမ်နှစ်ဘေးကအထဲထဲလည်းမဝင်ရဲဘူးဟိုရှောင်းလိုက်ဒီရှောင်းလိုက်တောက်တဲ့ကိုခတ်လို့နောက်ထရနာကနေပြီးတော့ဘေးဆောင်လေးကတ်နားထောင်ဘာလဲပြောကြတာပေါ့ပြောတာကရိုးရိုးပါမောင်လေးမငိုပါနဲ့မမကိုချင်မင်းမငိုပါနဲ့ငိုတာကိုဆရာကြောစရာပစ္စည်းမရှိလို့ငိုတာမောင်လေးမမတယောက်လုံးရှိသားပဲမင်းမငိုနဲ့မင်းငိုရင်မမလည်းစိတ်ဆင်းရဲတယ်မောင်လေးမမတယောက်လုံးရှိသားတယ်မင်းမငိုပါနဲ့ပြောပြီးယူပြည်သားကျောင်းသားကြီးရှို့လို့မှလောင်ထားရတဲ့အထက်မမချစ်ရင်မငိုပါနဲ့ဆိုတဲ့စကားလုံးနဲ့ဒိုင်းနဲ့တိုက်ဆရာကြီးမလဲအောင်မလဲထိန်ထားရကြည်စမ်းမိုက်လိုက်တာဟင်ဆရာကတော့တင်မိုက်တဲ့မိမငယ်သူကမိုက်တယ်ပဲထားပါအောင်တော့မင်းကဆရာကတော့ဆိုတဲ့ဂုံခိတ်ကြီးနဲ့တန်းလောက်ထီအောင်မိုက်စိတ်မွေးဖို့မတော်ပါဘူးတင်မိုက်တဲ့မိမဟင်ကိုယ်ကကြီးပေါ်ပြမျက်စိနဲ့မြောင်တာဖမ်းကြည့်အိမ်ဦးကောင်းဝင်သွားတရားနာပိဿကြီးစာအုပ်တွေလွှင့်ပြညောင်ရီအိုးတွေရိုက်ခွဲဒီလိမ့်တာဖမ်းနေအကုန်ကိုယ်ကလည်းဖြစ်ကလထိုင်နေနာမန်းတရသားနဲ့ခြေထောက်နဲ့ကကလထိုင်ခြေထောက်နဲ့ကနာမန်းတရသားနဲ့ကန်တော့ကိုယ်ကကြီးပေါ့မလီစုတ်တာမလီနာတာအဲ့ဒီလိုဒုံတိုင်းနဲ့ဖြစ်နေတော့ဆရာကတော့ကြားပြီအိမ်ဦးကဘာတွေနဲ့ပြုတ်ကြကုန်ပါလေထွက်လာဆရာကြီးဖြစ်ပုံဆရာကတော့မြင်လိုက်ရတော့ဒါမှဟိတာငေါက်လိုက်ဆရာကြီးကြောက်ရွံ့ဖြစ်သွားတကယ်ဖြစ်တာမဟုတ်ဘူးမလှုပ်လို့ပြောတာကြောက်ရွံ့လှုပ်တော့ဘူးပြုတ်မလှုပ်တာလည်းမပြောနဲ့တရားနာပြိဿဆရာကတော့သူကကြောက်တယ်ကြောက်တာလည်းမပြောနဲ့ငငယ်လေးယူထားတဲ့လူမျိုးဒါမျိုးကြီးနဲ့တူပါရဲ့ရန်ကုန်တော့ရှိမဟုတ်ပါဘူးဟိုတော့ငငယ်လေးတွေတဲယူထားကြည့်တရားနာပြိဿကြီးကြောက်ရွံ့ကြီးဖြစ်သွားဒီလိုကြောက်ရွံ့ကြီးဖြစ်သွားတော့မင်းတွေကပြောတော့မှဒါဘာဖြစ်တာဟေးဘာဖြစ်ရမလဲကွာမင်းကိစ္စမင်းမသိကျုပ်ကိစ္စကဘာတော့ငါမုံတော်ဘူးလို့နေပါနဲ့မမချစ်ရင်မငိုပါနဲ့ဆိုတာဒါပါစကားအဲ့ဒါဘာမှစကား
ngõ về bây giờ hey ngã mà ngon này nó mà sẽ ngã ngã gì mà sẽ ngã gì mấy bà bị quê mấy mà nghề li dù tha lục ăn lũ lại chắc lâu thì ông thêm mày là nghe về rồi trong là để đi gặp mày sẽ ông nó sẽ ra cái đó số để cô cùng nhìn miếng thau phụ công là một la ồ đã trong bio này đã cô tôi gan ní gì nghe nghe viên đá rồi khai mà gì ra để nó đi biểu trả vô tôi gan ní gì à xa đi bạch cá ổng xa biểu tất cả tổ xe à gì tất cả tổ xe à gì lúc ba mà xin ra nhầm gì thế mà à thế mà nói này nó chịu mong lấy ai yên ngay tổ chức khen à khu trong đó thì xông lên rồi cái gì thì bông bị cờ đỏ ra rồi tôi nhớ lúc mà cờ đỏ này lúc ngủ này lúc chịu cả mong lấy mấy người mà lại ngủ trên đấy mong năm mà ai yên mà là chết lúc chịu cả mà chết mà ngủ mà này lúc tiêu lại cả sẽ ra đi tiêu số ở quê ngoài nào cô mong năm mà ai yên lúc số ra ngay dùng lúc tiêu nào một tu tiêu một ngàn thì lúc hành cha sẽ ra cái đó sẽ ra cái gì mà xí lúc tu tiêu này trong này bỏ la vào đi mà đi cái đó sẽ ra cái gì mà xí lúc nha ngủ này ra mua babu quay khó lại mà này em ấy sẽ gì khó là quay số đó bị mất thuận sẽ gì chân nó giáo đi không nhá ngã đập em mình chỉ là miếng này miếng khoai ba la quay ba phía này ra rồi hết tu nhà đi tất cả tu sống luôn bây giờ sống luôn tất cả tu cả suy bông bây giờ mình sống luôn mình hấp bây giờ luôn ngủ ta lại mà hốt bảo không nhá chân nó ra trong ngủ làm hốt bảo chân nó tu nhà luôn cái chỗ gì mà xí luôn sai gì uốn này không nhá tu nhà đi biết xí bông đi bông bị cái chỗ ra rồi chân nó phá mà cái chỗ gì biết xí mà ba luôn chân nó uốn này lúc ngủ bị ba rồi sai gì này cái đó gì à biết gì bỏ vào qua cái ngã rồi sự chán nào này hết mà bu đấy mà sinh mà chán mà làm gì này gì à cái đó bao nhiêu gì ở đâu nhiều mấy người người là chỉ thà là biang bê bì là bê đây bu lấy gì à gì đấy là tôi đông nè rồi gì à cái đó sự chán à đâm nhiều mà lên người ngay à trong khai video mấy người họ đã xia gặp bê thế đi thế là mình ta đánh là bu gió lúc khai lý mà là ai à quan là xia cái đó thôi à con đi ra khai qua cả đâm nhiều rồi xia cái đó chỉ lâu phiền mà không cháu thế xia cái đó cháu đã tu mà khai phiền mà không cháu rằng xia cái đó ôi lên luôn xia cái đó thoát toa rồi mà tiền nào biết tại gì tu khai nhà mà không ta cho xia cái đó xí anh lâu mà phiền phụ số đó lúc mà ya lù biết ta lù là mà thao phải ya lù đấy bây giờ anh ya lù đấy mà ya lù đấy nào là cá lù đấy ya mà thao phải ya lù số đó phải ya giờ na thao này lù đấy phải ya ăn sống mà lù khó đẹp ta là rồi gì mà mình ya ông lấy na chỉ chẳng sao ya ra để lù đấy phải ya lù khó đi phải ya chạy aku jangan unjuk pasal bala kuat deka ya kuat kada kada mari phải ya chạy tiya go ji de chimba dhamma puja luk ja bangaro de sung ka ja lu ja tan ja dhamma yong ji sau ja ne so da phải ya chạy đi po phải ya lu de po amya lu so da ga le hori wipakana tiya go ji khuna che myau chimba ja de tiya go phin myau yi committee ne ya kuat tu ya kuat da ri amya tiya na yaမိမိတို့နာကျင်လွယ်သားပဲအခုစူပါဟိုက်ကဘုန်းကြီးတရားတိတ်ခွေတွေဖြန့်ဝေပြီးတော့နေတော့အဲ့ဒီကနေယူပြီးတော့ကိုးပြီးတော့လည်းတရားနာနိုင်ကြလားကိုနာယုံတော့လွယ်သားပေါ့အများနာနိုင်အောင်ဘုန်းကြီးကိုတကူတကပင့်တောင်ကူဟောနေတော့နှာခေါင်းရောက်ကြဒုက္ခခံပြီးတော့ပင့်ကြလို့အများအတွက်ဆောင်ရွက်ကြတဲ့ဟောဒီအများလူတွေမရလူဆိုတာကတော့တပြည့်ဟာမကြည့်နဲ့ကိုယ်ပိုင်ရင်ထဲမှာမိုးတာကြည့်
ဟုတ်တယ်မရလူကြောင့်ပြောမယ်ကိုဝိုင်းရင်ကဒေါသကြီးမမိုးကပြောကောင်းမမိုးကပြောကောင်းတယ်ကိုဝိုင်းရင်ဘယ်တော့ဒေါသကြီးမမိုးသေးတာတော့တစ်ချက်မှရိုက်မခံရဘယ်ရိုက်ခံရမလို့မရိတ်တာမမိုးကပြောကောင်းဟုတ်တယ်ဗျာခင်ဗျားတို့လို့ဆိုကိုဝိုင်းရင်ရိုးရိုးခေါ်မှာပေါ့ဗျခေါ်ပုံလေးနားထောင်ကြည့်ခင်ဗျားတို့လို့ကိုဝိုင်းရင်မဟုတ်ဘူးခေါ်လိုက်ပုံကကိုဝိုင်းရင်ရိုက်မဲ့လူကြီးတွန့်သွားနာမည်မတူလဲအိမ်ကြပြောင်းခေါ်ရအောင်မှတ်သွားကြနာမည်တူလဲအန်ရတာမှတ်တော့တခါရိုက်မလို့ဒုတ်ကြီးနဲ့ပြေးတော့နင်းတော့ဒုတ်ကြီးနဲ့ပြေးလာမမိုးကဘာပြောတော့ကိုဝိုင်းရင်မိုးဒုတ်ကြီးနဲ့ရိုက်ကျိုးသွားဒုတ်ကြီးလွှင့်ပြစ်တခါဓမ္မကြီးနဲ့ခုံပြေးတော့နင်းငါကြီးကလာအပတ်ဆိုပြီးဓမ္မကြီးနဲ့လာကိုဝိုင်းရင်တော်တတ်တယ်ကျုပ်ဆဲကားပြန်သိရဲပါလေတော်သားလေးနဲ့မင်းလုံးနေဓမ္မကြီးလွင့်ပြစ်တယ်မရလူနော်တေချာမှတ်တာကိုင်ကျုပ်ရှာရှိသွားလိမ့်မယ်နာရီလေးကြီးရသေးကိုင်ဆက်ကြပါအောင်ဆိုဗျာမရလူကြီးဆိုမရရှိအလုံးမဖြစ်မှာဆိုရင်အဝေးလှိခိုင်းဆရာကတော့ထွက်သွားဟေးငါတပည့်မင်းနဲ့ကွယ်ကတော့စရာပစ္စည်းမရှိလို့များကွယ်ငိုရသလားဟဲ့တိတ်ပါကွယ်တိတ်ကိုင်ငိုပါနဲ့ဆရာကိုကတော့ခြင်းနဲ့ဆိုရင်ပစ္စည်းရှိပါတယ်ကွဒါပေမဲ့လို့သူများတွေကတော့တဲ့ပစ္စည်းနဲ့မဟုတ်သူများထက်ထူးကဲတဲ့ပစ္စည်းနဲ့ဆရာကိုကတော့ပူဇော်နိုင်ပါမလားဟာဆရာကြီးခင်ဗျာဆရာကြီးကိုပူဇော်ရမယ်ဆိုရင်လေကျွန်တော်ရဲ့အသက်နှလုံးကိုထုတ်ပြီးတော့ပူဇော်ရကတော့ရအော်မင်းနဲ့ကွာအသက်နှလုံးထုတ်သေးမှာပေါ့ကွာသေးမှာပေါ့ကွာသူကအသက်နှလုံးထုတ်ပူဇော်မယ်အဲ့ဒါအားကြလို့လားမသိဘူးအမေအသက်နှလုံးကစကားပြောညာနားထောင်ခြင်းတာကျုပ်နော်ခင်းနဲ့သူကိုကြည့်ရတာပဲသားကြီးအသက်နှလုံးထုတ်ပြီးတော့ပူဇော်ရဆိုတော့အော်မေအသက်နှလုံးထုတ်သေးတော့မှာပေါ့ကွာဒီလိုမဟုတ်ဘူးကွာဟေးငါတပည့်ထူဆန်းမြည်သူတွေမှမကတော့ရဲတဲ့မကတော့နိုင်တဲ့ပစ္စည်းနဲ့လက်ညှိုးတစ်ထောင်နဲ့ဆရာကတော့နိုင်မှာလားဟဲ့ခင်ဗျာဆရာကြီးရဲ့ကျွန်တော်လက်ညှိုးကနှချောင်းပါတာအော်မင်းလက်ညှိုးဟုတ်တာပေါ့ကွာလူတွေရဲ့လက်ညှိုးရအောင်ယူပြီးမင်းပူဇော်နိုင်မလားဟဲ့ခင်ဗျာဟာဆရာကြီးကအလိုရှိတယ်ဆိုရင်လေဆရာကြီးကျွန်တော်ပူဇော်နိုင်တယ်ခင်ဗျာဟေးဒါဖြင့်တော့မင်းကိုဆရာပညာရည်အကုန်သင်ပေးအဲ့ဒီရင်အဟိန္ဒကဆရာကြီးရှ िख ိုးကတော့လို့မြေကြီးကဖနှောင်းနဲ့ပေါ့ဟေးငါဟေးအဟိန္ဒကဆိုပြီးတော့ခုံပေါက်ထွက်သွားပါရောဗျာနည်းနည်းစဉ်းစားနော်သွားပါရောဗျာနည်းနည်းစဉ်းစားနော်ဒါပဲတော့ဆရာကိုပူဇော်မယ်ဆိုတဲ့တကယ်စေတနာဆရာကြီးကတော့ငမရကြာခိုတဲ့ကောင်ဆိုပြီးတော့လက်ညှိုးဖြတ်ရင်ဒီတိုင်းဖြတ်လို့မရသတ်ဖြတ်မှရမှာမသတ်ဖဲနဲ့ဖြတ်ရင်ဟိုကလည်းသွေးနဲ့ကိုသားနဲ့ကိုသူ့ခံကြီးမဟုတ်လူကိုတတ်မှလက်ညှိုးဖြတ်ရမယ်လူတွေဖတ်လက်ညှိုးတွေဖြတ်ပေးအောင်သတ်နေတဲ့လူသက်ကောင်လူဆိုးကြီးဖြစ်မှာတော့မင်းရာဇဝဝေးပြေးလို့လွတ်နိုင်မှာမလားရာဇဝဝေးသင်ပြီးတော့သေရောဆိုပြီးတော့ခိုင်းလိုက်တဲ့ဆရာကြီးရဲ့အမှားစေတနာဒါကြောင့်တပည့်ကောင်းတော့လဲဆရာဆောင်းတာဗျဆရာကောင်းတော့လဲတပည့်ဆောင်းတာသည်သာသမီကောင်းတော့မိဘဆိုမိဘကောင်းတော့လဲသာသမီဆိုတာသည်မညီရအောင်လောကကြီးပြေးလာချင်းညီရလားမညီဘူးဗျလင်ကောင်းတော့မရဆိုမရကောင်းတော့လင်ဆိုတပည့်ကောင်းတော့ဆရာဆိုဆရာကောင်းတော့တပည့်ဆိုဒါကြောင့်တရားနာပိဋကကြီးမညီကြလို့ကြည့်လေအခုဆရာကြီးကတော့ရာဇဝပဲသင်သေးစေဟိုကတော့တကယ်ကတော့မဲထွက်သွားလိုက်တာပြုပြန်လာပြီဆရာကတော့ဟဲ့ဆရာကြီးဟေးဘာတော့မရခဲ့မရပါဘူးမရတဲ့ပြင်လေကျုပ်တော့မှអော်လိုက်သေးတယ်အေးမရရှိတယ်တော့ကွာနေပေါင်းဆရာကြီးရဲ့ကောင်းလေးပဲကောင်းလေးဩ
မင်းမောင်လေးလားမိုက်လိုက်တဲ့ကလေးကွယ်မင်းမပြန်လာအောင်ဆောင်အောင်လေငွေသွားအတောင်ခိုင်းနေအဆောင်ခိုင်းတာတောင်မဆောင်ဘူးအခုဆရာကြော့စရာပစ္စည်းသွားရှာတယ်ဟင်သူဖေးသွားရှာမှာလို့မသိဘူးဓာကြီးတစ်ချောင်းထွက်လို့ဓာကြီးတစ်ချောင်းခိုင်းများလို့မသိပါဘူးကြုတ်ပြောလို့ပါဓာကြီးဓာကြီးတစ်ချောင်းထွက်လို့ဥစ္စာရှာလို့မှားတဲ့ခါလည်းမှားပြီမပေါ့ဒါကြောင့်ကျုံမှားတယ်ပြင်မှာလို့ပြောတာခတ်တော့ပြောချင်တော့နာယီကြီးဟောနေရစကားတွေလည်းမှားလို့ကန်ရှိစီတော့လေဓာကြီးတစ်ချောင်းကိုင်လို့ထွက်သွားတယ်ဒါကဘာလို့ဖို့တော့ဟောလေငါတို့ပဲမင်းမသိတော့ပါဘူးဒီအလုပ်ကြီးမလုပ်နေလဲလို့တားတာမရဘူးလူတွေရဲ့လက်ညှိုးဖြတ်ပြီးတော့အဲ့ဒါလက်ညှိုးပေါင်း1000နဲ့ဖြတ်ပြီးငါကတော့မတဲ့ဟင်ဆရာကြီးမဟုတ်ပါဘူးသူ့စိတ်နဲ့သူ့ကိုဒီလိုသူ့အကြံရမယ်မဟုတ်ပါဘူးဆရာကြီးကရှေ့ဘေးလမ်းပြနဲ့ခိုင်းလိုက်လို့သူမကောင်းတဲ့အကြံတွေကြမ်းမိပြီထင်ပါရဲ့ဟေးမဟုတ်ပါဘူးကွယ်မင်းငါအပြစ်တင်မနေပါနဲ့ဟုတ်တင်းမတင်းကြောက်မဖြစ်ဘူးဒီကိစ္စလိုက်ပြီးတော့တားမှာတော်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်မယ်ဟေးမလိုက်နဲ့လိုက်တော့ပါဖြစ်ကြောက်တယ်ဟိုကလိုက်တော့ပါဖြစ်တွန့်သွားတော့နေကြောက်တော့မလိုက်နဲ့ကြောက်တော့လိုက်တော့တိမလိုက်ဘူးပေါ့ကွာကဲငါဘေးဖောက်ထွက်သွားမလိုက်ဘူးဟဲ့မောင်လေးအဟိရကမလုပ်လေနဲ့လူတတ်တဲ့အမှုကြီးသားရဲ့မင်းလူလက်ညှို့ဖြတ်တဲ့ဆိုတာတတ်မှရမှာကွယ်မတတ်ရင်ဘသူကအဖြတ်ခံမတော့အဘလေးရာဇဝဝဲသိမ့်ပြီးတော့သေးစေလို့ဆိုပြီးမင်းကိုတမင်းသက်ဆရာကြီးခိုက်တာနဲ့တူရဲ့မတော်နဲ့မဖြတ်နဲ့မရပါဘူးကွာတစ်ချက်တည်းလှည့်ကြည့်မခမရမလိုက်နဲ့တဲ့နင်တို့မခဏလေးပြောချင်လို့ဆိုရက်ဆောင်အနန္တကလက်ဆွဲပေးတာပေးဘူးဒါပေမဲ့ကျုပ်ဆရာကတော့ကျင်လားပေါင်လေးတပြင်းကြောစရာပစ္စည်းတွေပေါ်တာနဲ့အဘလေးလည်းညို့ပေါ်တဲ့ထောင်မေးမယ်လို့လုပ်လို့ရနိုင်မှာမတော့မရခဏလေးရှုံးတယ်ကွာဆိုပြီးတော့လက်ကိုယုံလိုက်တော့ဆရာကတော့ရိုင်လဲသွားပြီးဓာကြီးနဲ့ဟဲ့မောင်လေးအဘလေးမပဲလို့လုပ်လိုက်တာတော့မောင်လေးမခိုင်းလို့မြအဆအရာရမင်းဆောင်ရွက်ပေးပေမဲ့လို့အခုလဲသွားတာတောင်ထူပေါ်မရပါလားကွယ်ရေးတဲ့ထူတဲ့သေးတာနော်ဟုတ်ဘူးမိမဆိုတာလဲသွားယောက်ျားထူမှကျင်တတ်ဖိုးကြီးတွေလည်းလဲသွားဖွားကြီးတွေပြစ်မထားနဲ့တက်ချင်းဆိုတိုက်ပေးရတာကိုဗျထူမှကြိုက်တာမထူဘူးဟောသွားပြီသွားတယ်တရားနာပြေးစားရေးဘာပြောကောင်းမလဲလူတွေဖမ်းလဲညှိုးတွေဖြတ်သေးအောင်သားတစ်ပင်ကြီးပေါ်တက်လှဲက900သွားတယ်လားတစ်ပင်ကြီးပေါ်တက်ပြီးတော့တစ်ပင်ကြီးပေါ်ကစောင့်လဲတစည်းလဲအောက်ဝင်လာရောခုတ်ပေါ်ကားခွာရကြအောင်ခုန်ချငါဟေးအဟိနကဆိုပြီးတော့အသက်တပ်ပြီးလဲညှိုးဖြတ်ဟာဟေးဟေးဟေးရှိဒီမေဘာကောင်းကြီးဟောကြလာတာလူကြလာတယ်ကိုဘာကောင်းကြီးလုံးဖြစ်ရဟေးကတော့တက်ကြီးနေကွာဟာရှိရတော့ဓာကြီးခုတ်ပါဟာတတ်ပါဟေးကောင်းကြီးလဲတော့ပြန်မောဒီတော့ချစ်တာလည်းကွာခုကားလေးဖြစ်လို့လဲတွေနောက်မနဲ့လှည့်ပြန်မောင်းပြီးတော့ပြေးကြတာဒုံဆိုင်လို့ဒီဟဲတရားနာပြည်သားဒီလဲညှိုးနဲ့ချောင်းကြတော့ဟိုလှည့်အုပ်ကြီးလိုက်ဟေးမောင်းဒီကောင်မင်းလေးကွာအခုကောင်းကြီးတော့လိုက်တာပါကြီးဟာကိုယ်ရောကာယာကြီးဖြစ်လို့သေးသူလွတ်နဲ့ဒီလိုလဲညှိုးတွေဖြတ်ပြီးတော့လာလိုက်တာတောင်ဘိုးပေါ်တင်ထားလိုက်ပဲ1000ပြည့်မလို့ဟိုကောင်ချီသွားဒီကောင်ချီသွားဖြစ်ဖို့ဒီတိုင်းတော့တပင်ကွာကြတင်ထားအတောင်ရှိတဲ့တော်ဝါတွေရဲ့နှုတ်သီးကမလွတ်လက်ညှိုး1000ကမပြည့်နောက်150တယောက်ငါးတွေဘဟက်ကထိုးပြီးတော့ဆွဲလာတာမြင်တော့အကြံပေါ်တယ်ငါလည်းဒီလိုလုံးမှပြည့်ဒီလိုလုံးပြီးလည်းပဲလွယ်ဟာတာကောင်းဖြစ်ဘူး
လက်ညှိုးတွေကျိုးနေသည်ပြီးတော့လေပင်လွယ်ထားအဲ့ဒီလိုလက်ညှိုးတွေလေပင်လွယ်ထားတော့အဟိန္ဒကဆိုတဲ့နာမည်ရင်းပြောင်းလို့တိုင်းပြည်ကပေးတဲ့အင်္ဂုလိမာလဆိုတဲ့နာမည်ကောက်ရတယ်လို့ပေါ်ခဲ့တိုင်းပြည်ကပေးတဲ့နာမည်နော်အင်္ဂုလိကလက်ညှိုးမာလကပန်းအင်္ဂုလိမာလဆိုတာလက်ညှိုးပန်းကုန်ကြီးလွယ်ထားတဲ့လူလို့သူ့နာမည်ဒီလိုပဲရသည်မှတ်ထားဘာဖြစ်လို့အင်္ဂုလိမာလခေါ်မှမသိပဲနေဦးအချို့ကအင်္ဂုလိမာလဆိုတော့ဘာတော့နဲ့ဖြေတဲ့လူကဖြေတယ်ဟိုအင်္ဂုလိမာလဆိုအင်္ဂုလိမာလအင်္ဂုလိမာလကိုယ်ကလာကြီးလက်ညှိုးပဲလွယ်ထားတဲ့လူကြီးတွေမှတ်ထားကြဒီလိုနဲ့တရားနာပေးလိုက်ရင်ဖြတ်လိုက်တယ်လက်ညှိုးတွေညနေတိုင်းကြပါလားဆိုမှဖြင့်ရွာကြီးကြီးသူဝင်စုတွေလုံအောင်ပိတ်မအိပ်ရဲကြစောင့်ကြတော့လဲတရားနာပြည်သားအင်္ဂုလိမာလဖမ်းမယ်ဆိုတဲ့စိတ်နဲ့ဘယ်သူမှမဆောင်ရဲလာတာမြင်လို့ရှိရင်ကိုယ်အိမ်ကကလေးတွေပုံမို့ရှိုးဖို့ခိုင်းမယ်ပြေးဖို့ကြံမယ်သူတို့ကြံတာပဲကြံလိုက်လူသားကောင်အင်္ဂုလိမာလကြီးဘယ်သူမှဖမ်းမယ်လို့မကြံရင်သူဝင်လာမလားလို့ဆိုမှဖြင့်ရွာထဲကလူတွေကုံလန့်လို့ဟောလာနေပြီလာကြဟဲ့ပြေးခါလို့အင်္ဂုလိမာလလူသားကောင်ကြီးလာပါဟဲ့လို့ကိုကလေးလေးတွေကိုကွေးတချို့ကိုမရလက်ကိုဆွဲတချို့ကိုလေးလက်ကိုဆွဲတချို့လက်ကိုကအဆွဲတွေပါလိမကုန်တော့ဗောဗျာဟုတ်ဟုတ်လူတွေပါလိကိုမဆွဲကုန်တာဟိုလူကမဆွဲတော့ဒီလူကမဆွဲတော့ဟေးဟုတ်ပေါင်းလေကိုကရတယ်တေကြီးဆိုငါလို့အဲ့ဒါမဆွဲပြေးရတာကိုပိဿရဲ့ဒါကြောင့်တရားနာပိဿကြီးအဲ့ဒါလိုပြေးကြတော့သူကရွာထဲကိုဝင်တွေ့တဲ့လူကိုဖျားလက်ညှိုးကားများရှင်းအောင်လွယ်ပြင်းရတာခဏတွေ့တယ်လို့လည်းညို့ဖြတ်သေးအောင်သားငါဟဲ့အင်္ဂုလိမာလငါဟဲ့အင်္ဂုလိမာလငါဟဲ့အင်္ဂုလိမာလဆိုပြီးဝင်းလာတဲ့ကပြေးကြတာတရားနာပြေးတယ်လွတ်တဲ့လူသေးလို့လူသေးလက်ညှိုးလေးတွေရတော့ရတော့ဖြတ်ပြီးယူသွားသူပြန်ထွက်ပုံရရှိုးရကနေပြီးတော့ဟဲ့ပါတော့သမီးတို့အဖေအမေမောင်လေးညီမလေးနဲ့လူစုံအောင်ရှာဟဲ့ငါတလေးခုလည်းဒီမတွေ့သေးဘူးဟောတွေ့ပြီလူကလေးမလေးလည်းညို့နဲ့ချောင်ပြက်ပြီးတော့ငါသားကြီးအသက်မရှိတော့ပါဘူးငါသမီးကိုတတ်သွားပြီငါဖေကိုတတ်သွားပြီငါအမေကိုတတ်သွားပြီနဲ့တချို့အဖွားကြီးတွေကြတော့လေဟောတော့တကျင်းတော့အင်္ဂုလိမာလအဖွားကြီးတွေကိုကွာအဖိုးကြီးလဲနေတာတွေ့လို့အသက်ကြီးတဲ့လူသားရင်ချင်းကံကြီးထိုက်တွေ့လိမ့်မယ်ဖိုးကြီးအဖိုးကြီးအမေကြောက်ကြလို့နေဖွားကြီးငိုးကုန်တာရိုးသွားကြပါစို့ဗျာဒါကြာရင်ကျုပ်ပါးတွေရွဲ့ကုန်ပါစို့ရအဖိုးကြီးတွေသေးတချို့ဖွားကြီးတွေသေးဒီလိုနဲ့ဖြတ်သွားလိုက်တာတရားနာပိဋကကြီးတိုင်းပြေစုလို့ညံလို့ဒီထဲတရားနာပိဋကကြီးဟောကျွတ်တို့ကောသလမင်းကလည်းတိုင်းပြေစူးစူးညံညံကြလို့မူကြီးမရသေနာပတိများမွေးကြည့်လိုက်တော့မှန်လားပါဗျာတိုင်းပြေစူးညံနေတဲ့ကိစ္စဟာလူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နေတဲ့အင်္ဂုလိမာလလူသားကောင်ကြီးကြောင့်တိုင်းပြည်ဟာပုံညာရှိုးကြပြေးကြလွှားကြစူးညံနေကြောင်းပါဗျာယခုရွှေနေတော့ပေါက်ကြအောင်ဝန်းပြီးတော့တော်ဥတင်ရတယ်အတန်နေပါဗျာအော်အင်္ဂုလိမာလဟဲ့စစ်တိအင်္ဂါလေးပါဆင်လူသားကောင်တယောက်ကိုတိုင်းပြည်အုပ်ချုပ်တဲ့ငါဘယင်ငါမဖမ်းနိုင်တော့အောင်ဖြစ်ရမလားငါကိုယ်တိုင်ထွက်ကောတလစစ်တပ်ဘယ်တော့ညတော့ဖြန့်ဖမ်းမယ်ဒီကောင်ကြီးတိုင်းပြည်နေစတဲ့လူသားကောင်ကြီးဖမ်းရလို့ဟဲ့ဝိုင်းရလို့ထွက်ကြအန္တကပုံနာကြီးကလည်းတရားနာဘိကကြီးလက်မြောက်ချီမြောက်နဲ့အိမ်ပြောင်းဝင်လာသူ့ဖေအန္တကပုံနာကြီးကသေပစိုးကြီးကကောသလကဝိုင်းပြီးစစ်တပ်နဲ့ဒီမလေးတော့ဆိုးတဲ့ကဘယ်နဲ့ဗျာလူစိုးတခုလူသားကောင်ရဲ့အဖေလူငါအခေါ်မခံရင်တဲ့ကိစ္စတက်ကတူပို့တော့လေဇာတိကမဖြောင်းသူနဲ့ခတ်ကြီးနဲ့
အိုးဘယ်ဖြောင်းမလဲလေနက်ခက်ကပါလာတဲ့ကောင်ကိုပြီးမစေဒီကောင်ရရသေးပါအေးကျိန်သေးလာတော့ပုံလေးမကြီးကမန်တန်ဒီပုံလေးမကြီးကပုံနာကြီးတော့တယောက်တည်းဘယ်သူနဲ့ရဖြစ်လာဟေးဘယ်သူနဲ့ရဖြစ်ရမလဲကွာတိုင်းပြည်မှာအင်ကူလီမာလာကြီးလူတွေဖမ်းလက်တွေဖြတ်သေအောင်သတ်လို့ဒီကောင်ကြီးမြန်မြန်သေးပါစေငါကျိန်သေးတယ်ဟုတ်တယ်ပုံနာကြီးရဲ့ကျုပ်လဲကျိန်သေးတာပဲမင်းကြက်ကြိန်သေးဘာပြုလို့တော့ပုံနာကြီးဟေးဘာပြုလို့ရမလဲကွာအင်ကူလီမာလာဆိုတာတခြားမှတ်တယ်မင်းသားဟိနကဗျဟေးပုံနာကြီးတော်ရလို့ပြောလိုက်တာတော့ဟုတ်ပါဘူးကျုပ်သားလေးတက်ကတူပညာသင်ပို့ထားတယ်မဟုတ်လားအေးဒီနေရာလေးတက်လာမှမသိပဲနဲ့အခုလူတွေဖမ်းလက်တွေဖြတ်သေးအောင်တတ်နေတယ်ကွာဟုတ်ပါဘူးတော့ကျုပ်သားကအဟိနကအခုအင်္ဂုလိမာလာဆိုအော်မိဘပေးတဲ့နာမည်ကိုဘယ်လိုပြစ်တယ်မသိဘူးဟာမိုက်ကကောင်လင်းရောပန်းကုန်ကြီးလွယ်ထားလို့တိုက်ပြေကပေးတဲ့အင်္ဂုလိမာလာဆိုတဲ့နာမည်ကြီးရနေတာဟေးမလေးဒီလိုဆိုရင်ကျုပ်သားလေးဒုက္ခဖြစ်တော့မှာပဲဒုက္ခဖြစ်တာမဖြစ်တာပါထားဝိုင်းနေပြီကောသလစစ်တပ်ကဒီကောင်ဒုက္ခဖြစ်တော့မယ်ဖြစ်ပါစေကွာမဟုတ်ဘူးလေပုံနာကြီးတော့ပဲလို့ပြောလိုက်တာတော့ကျုပ်သားလေးလူသားကောင်ကြီးဆိုတော့ဘသူကထမင်းကြွေးကြပါမတော့ဘသူကသူ့အကခံကြပါမတော့ရေလေးတစ်ပေါက်မှတထိုင်ရစမတရေလောက်အောင်ဒီအလုပ်ကြီးလုပ်နေလို့ကျုပ်သားလေးပါတွေစပြီးတော့ဘယ်နေဘယ်အိပ်ပါလိမ့်မတော့ပုံနာကြီးကျုပ်သားလေးထဲကျုပ်လိုက်ပြီးတော့ထမင်းပို့မယ်ပုံနာကြီးရဲ့ဟေးမပို့နဲ့အစိတ်ပင်ရေလောက်လူမိုက်ဆိုတာမြန်မြန်သေးမှအေးမကောင်းနဲ့မဖြစ်ဘူးကျုပ်သွားမယ်ကျုပ်လိုက်မယ်ပုံနာကြီးရဲ့ထမင်းအောင်လေးနဲ့လိုက်ကြည့်အခုတရားနာပြည်သားကြီးအမေလို့သူကလည်းထမင်းအောင်လေးရွက်လို့သားလို့သူကလည်းဒီကနေ့လက်ညှိုးပေါင်း1000ပြည့်မှာ1000နဲ့လိုတဲ့နေ့အဖေတွေ့လည်းမရှောင်အမေတွေ့လည်းမရှောင်ဘလို့လက်ညှိုးဖြစ်လူသားမှန်သမျှတွေ့ရင်ငါလက်ညှိုးဖြတ်မယ်ဒီတိုင်းကြုံသွားတာအဋိဋ္ဌံထားတဲ့နေ့ဝိုင်းလိုက်တာကိုတလစစ်တီတော်တွေကလည်းဝိုင်းဟေးဝိုင်းဟာဆိုပြီးတော့အင်္ဂုလိမာလာလူသားကောင်းကြီးဝိုင်းပြီးတရားနာပိဿာဝိုင်းမလားပိဿာကြီးဝိုင်းပြီးပြုတ်အဲ့ဒါလိုဝိုင်းထားတော့လေအမေလို့သူကဟောကြားရတဲ့လူကလေးရဲ့သူသားလည်းမမြင်သေးဘူးသားတွေ့ကျင်လို့လာရင်နဲ့သားအမေမျက်စိမုံပါပြီသားရဲ့ငါသားရဲ့အမေကိုမြင်ရလှမ်းပြီးတော့ခေါ်လိုက်သားရဲ့နဲ့ထမင်းတောင်းကလေးနဲ့သွားလိုက်တဲ့အင်္ဂုလိမာလာကြီးရက်နေတာတွေ့မုတ်စိတ်တွေပမြိုင်းနေနေဆိုတော့မှတ်မိတော့ဘူးဗောလေသူသားမှလည်းသူမသိတော့ဘူးပေါ့ဟောငါသားလေးထန်သွားတာလမ်းဘယ်လိုကောင်းကြီးနဲ့တွေ့နေပါလိမ့်မတော့သားမှမသိအေးဘယ်လိုကောင်းကြီးပါလိမ့်မတော့ငါသူ့ကိုယ်ရှောင်ပြီးငါသားထန်ရောက်အောင်သွားမဲနဲ့သားမှမသိလို့ကိုယ်အရှောင်လိုက်ဟိုကလည်းအဋိဋ္ဌံထားတဲ့နေဆရာကတော့ပစ္စည်းလက်ညှိုးတစ်ချောင်းနဲ့လူတော့ငါဟေးအင်္ဂုလိမာလာရေကြီးဖလောက်နဲ့ပေါက်ပြီးခုန်လိုက်ဟေးဟောအိုးဘာကောင်ကြီးတို့အောင်မိတာလက်ဆက်တတ်တော့တာရဲ့မဖြစ်နေပါဘူးလားတာရဲ့လူကလေးအဟိနကငါသားချမင်းစားရအောင်အမေလာပို့တယ်ထမင်းမြည်လို့မမှတ်မိပါဘူးမလားသားရဲ့လာလေးလူကလေးထမင်းစားရအောင်လာထမင်းနောင်ကလေးခေါင်းပေါ်ကလက်နှစ်ဖက်နဲ့ယူပြီးချမလို့ရင်ပတ်လောက်အရောက်ငါဟဲ့ထိုးပြီးလိုက်ဟေးဟောဖယားအမေကိုလိုက်တယ်လူကလေးမင်းအမေကိုလိုက်ကြတာလားသားရဲ့ပြေးရင်တရားနာပြေးတာကြီးကစင်းခလုတ်တိုက်လေဟောတော့ကုန်ပါပြီပါမင်းအတွက်ခူလာတဲ့ထမင်းတွေမရှိတော့ဘူးသားရဲ့အမေပေါ်ရန်ကအမိုက်တွေဖုံနေခဲတွေလွတ်တာလေးကြုံကျွေးမဲ့လာသား
လက်ခုပ်ကလေးနဲ့ကြုံဒူးကလေးထောက်တာလာလေဆက်ရအောင်လေတာရဲ့ကိုတတ်မလို့လိုက်နေတာနော်မိခင်ဟဲ့ငါညီညာနှမညာမိခင်ရဲ့မေတ္တာသိကြီးမှသာနော်လာလေတာရဲ့ဆက်ရအောင်လို့ခေါ်ပေမယ်လို့လိုက်ပြန်တော့လေတခါပြေးရရင်ကလေးမလို့တာရဲ့လူသားကောင်းကြီးအမေကိုတောင်းတတ်မလို့မိုက်တဲ့သားပါလားမလေးဇမအိုးအမေတို့တက်ကတူတိုက်ပြေကိုပို့လို့မိရဲ့ဇာကြောင့်ပြန်စဉ်းစားလိုက်စမ်းသားရဲ့တက်ကတူကျောင်းသားကြီးဆိုအားရတဲ့ပြည်သားဆုံးလေးဆိုရင်ပြန်လာလိမ့်မယ်လို့ထင်တာလူကလေးမိလူသားတဲ့ပြည်သားတွေဘယ်လိုကတင်ပေးလို့တက်လာသလားသားရဲ့ဘယ်လိုတင်ပေးလို့ဒီပြည်သားတွေတက်တယ်လေသားရဲ့သားရဲ့အရင်တော့ကမိမျက်နှာလေးရွှေစင်းကဆိုဝင်းလို့အမေမျောခဲ့ပါရဲ့ငါသားကြီးစောတော့ကမြပေါ်လာလို့ရှိရင်ဒီလိုဖြစ်ရမယ်မဟုတ်ပါဘူးအမေမျောတော့ကတော့မပေါ်ပဲနဲ့အမေလာပဲတော့လူသောကောင်းကြီးဘွားလေအမေကိုတောင်းလိုက်တဲ့သားပါလားပြန်ပြီးတော့စဉ်းစားလိုက်ပါဦးသားရဲ့လို့သားရတဲ့နိုင်လေးမရလေးပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့သားရဲ့လူလေးမကြီးခက်ပြင်းရတဲ့ကြီးဘဝနဲ့တက်ကတော်ကြောင့်ကပြန်လာမယ်ထင်တာအခုတော့အမလေးအမေမျောတော့ကတော့ပေါ်မလာပဲနဲ့လူသားကောင်းကြီးဘဝနဲ့မင်းပေါ်လာတော့လားသားရဲ့နိုင်လေးမရလေးပြောင်းငါတွေးလိုက်ပါအောင်ပြန်လာရင်အမေမျောမိပေမဲ့ဒီကြောတိအောင်အစင်ဆိုးလိုက်တာကသားရဲ့လူလေးနကဟမမင်းအခုတော့ဖြင့်အမေကျွေး၍သိရတော့မှာပါကလာအမေကျွေး၍သိရတော့မှာပါငိုတာဗျာကျလားငိုတာကတော့မိမကြီးကျုပ်ကယောက်ျားသားဖြစ်မိမသားဆိုတော့တွန့်နဲ့တက်နဲ့ကူရှာရှည်တယ်လည်းမဟုတ်ဘူးနည်းနည်းရှည်ပြလိုက်ရအောင်မိမသားဆိုရင်လေသိရတော့မှာအမေဒီတိုင်းသွားမှာဘူးအဲရှည်တယ်လို့တော့အောက်မိတော့ကြည့်တရားနာဖေးစားရေငိုပြီဟိုကငိုပြီမလို့တတ်လို့သူကအမေကိုလိုက်ဒီထဲကောသလကလည်းတရားနာပြိတ္တဘယ်တော့ညာတော့ဖြန့်လို့ဝိုင်းလိုက်တာပင်ကူလီမာလာကြီးဝိုင်းခဝိုင်းဟဲလို့ကောသလရှင်မရဲ့စစ်တပ်ကတိုင်ပြေဒုက္ခပေးတဲ့လူဆိုးကြီးဖောင်းမလို့អော်လိုက်တော့ဟောကြရလားသားရဲ့ဝိုင်းကုန်ပြီလူကလေးရဲ့တိုင်တုံအောင်ဆိုလို့ကြလို့ပူပူရအမေရကမအေးလိုက်တာကပေကွက်အေးကိုတခါမြေဝဲရာဇာအရှင်ကိုတလဖေးကိုလားတာရဲ့မောင်ရဲ့ဟိရကမမင်းဟောရီတော်ကပြေး၍လွတ်နိုင်ပါမည်လာငါသားကြီးပြေး၍လွတ်နိုင်ပါပြီလာဆိုပြီးငိုတာပါပဲဗျာငိုတော့တရားနာပရိသတ်ရေအမေအလိုက်မစဲသေးဘူးသူကပြီးထဲကျွတ်တို့သုံးတော်ကထွတ်ထားနာရီညမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းရွှေညာတော်ကိုရဲ့ဖြန့်ကျက်ကြည့်လူမိုက်ကြီးညာတော်တွင်သက်ဆင်းလာတော့အင်္ဂုလီမာလာလူတွေဖမ်းလက်တွေဖြတ်သေးအောင်သတ်လူမိုက်ကြီးလမ်းမဆုံးရှာသေးပဲကိုငါဖယားကြွရင်ဖြစ်သူရဲ့ဥပနိပယရှိမရှိကြည့်လိုက်တော့ဒီကနေ့ဘင်လျင်အေဟိဘိက္ခုယဟန္တာဖြစ်မှာမြင်တော်မူသဖြင့်ဘုရားကိုယ်တော်နဲ့ကြွလာရောဘုရားကိုယ်တော်မြတ်ကြွလာတာကတရားနာပြိဿရေယဟန်ကြီးအောင်ဖန်ဆင်းပြီးတော့ကြွလာယဟန်ကြီးအောင်ဖန်ဆင်းပြီးသပိတ်ကြီးပိုက်ပြီးတော့ကြွလာအမင်းနဲ့သားရဲ့ကြားထဲကဘုရားဖြတ်ကြွပိဿကြီးဟိုအရေးကြီးတော့ပါတဲ့သွေးနီးမှာဘုရားကိုယ်တော်မြတ်လည်းယဟန်ကြီးအောင်ဆောင်ပြီးကြွလာရောအရေးကြီးသွေးနီးမှာဆိုတဲ့စကားလို့အမေဆိုတဲ့သွေးကလေးကတိတာမျိုး
တော်ပြီအမေလည်းညုံမဖြတ်ဘူးအမေလွတ်စီတော့အမေလည်းညုံငါမဖြတ်တော့ဘူးဟောဒီဂျာလေးကဖြတ်လာတယ်ဟာကြီးလည်းညုံငါဖြတ်ရဟန်းကြီးလည်းညုံငါဖြတ်မယ်မပြေးဘုရားလိုက်မပြေးနဲ့ဆိုပြီးလိုက်ပြေးပါအောင်ဘုရားတလှမ်းရင်မကြွတလှမ်းရင်ကြွတာကိုသူကနောက်ကလိုက်မိဘူးပြေးသားကြီးဘုရားတလှမ်းရင်ကြွတာကိုမိဘူးနော်ဘယ်မိမလဲသူခြေထောက်ကနောက်ပြန်ရောက်ကျွတ်တို့ပွဲတွေကလူပြက်တွေပလိတ်လုတ်ပြီးတော့လူစိုးလိုက်တယ်လို့ပေါ့ဇက်ခုံကကျင်းတော့အဟုတ်လိုက်လေထိုးကြသေးကုန်မှာဆိုတော့နောက်ပြန်နင်းနေရအခုသူ့ခြေထောက်လည်းဒီလိုဖြစ်နေတကောပြိဿရဲ့ခြေထောက်ကနောက်ပြန်ရောက်ဒါပေမဲ့လို့သူပြေးနေတာကိုဖျားပြေးတဲ့ထင်လုံးလူစနာခရီးကိုတဟုန်ဒီပြေးနိုင်တဲ့အင်္ဂုလိမာလာဘုရားတလန်းချင်းကြွတာမမိဘူးအဖေတော့သူကဘာပြောချွေးတွေတန်နေများထွဲဘုရားတလန်းချင်းကြွအိုးယဟန်ကြီးပြေးသေးရမှာကြောက်သလားဘယ်နေကြောင်တလောက်ပြေးနေရတာတော့ဘုရားကိုကြောက်သလားတဲ့ဒီတော့ဘုရားကိုတော်မြတ်ကဘယ်လိုမိန့်တော်မူပါလဲခြေသားအင်္ဂုလိမာလာငါဘုရားမပြေးတင်သာပြေးတော်သည်ဟဲ့ငါဘုရားမပြေးပါဘူးကွမင်းကပြေးနေတာပြေးလိုက်တာလူမိုက်ကြီးလမ်းမဆုံးသေးဘူးလားဟဲ့ပင်ပြေးနေတဲ့ကန္နာရာခီးပြန်ကြည့်စမ်းလူတွေဖန်လက်တွေဖြတ်သေးအောင်တတ်နာယကကြောပြီးတော့မွေးမယ်တော်ကိုတောင်းမင်းတတ်မလို့လိုက်နေတဲ့သားပါလားအခုကြည့်ငါဖယားကိုမင်းလိုက်နေပြန်ပြီငါဖယားမှမပြေးဘူးပြေးစရာလမ်းလည်းမရှိတော့ဘူးနိဗ္ဗာန်မုတ်ဥကရပ်ပြီးတော့သင်ငယ်သို့လူရန်လူဆိုးလူတရားလူချမ်းကြီးတွေကိုတဏှာသဖြင့်ကဲတင်တော်မူရန်အတွက်ခြေသားလေးသိချင်းတဲ့ကဝတ္တိပါဠိအနန္တဖြည့်ပြီးတော့သင်ငယ်သို့လူတွေရင်ကျေးအောင်ငါဆုံးမခြင်းလို့နိဗ္ဗာန်မုတ်ဥကရပ်လျက်ခေါ်နေတယ်ငါမပြေးပါဘူးကွယ်ခြေသားအင်္ဂုလိမာလာမင်းသာပြေးတာဟဲ့လူမိုက်ကြီးမောသေးဘူးလားဟဲ့လမ်းမဆုံးသေးဘူးလားဟဲ့ငါဖယားမှလမ်းဆုံးရောက်နေပါပြီကွယ်လို့မိန့်တော်မူလိုက်တော့သူလားတွေးနေပါပြီကွယ်လို့မိန့်တော်မူလိုက်တော့တွေးပြီးမြတ်တော်မခါဖဲကြည့်မျက်ရည်တွေလည်းဝိုင်းလာဟာအိုးငါတသက်ဘယ်တော့မှမကြောက်ဘူးတဲ့စကားတွေပါလားခေါ်လိုက်တာငါ့ကိုအင်္ဂုလိမာလာခြေသားအင်္ဂုလိမာလာတဲ့အမလေးငါ့ကိုခြေစနိုးခေါ်တဲ့စကားသံကိုလည်းငါနားထဲကမထွက်ဇက်တိုက်ကြီးကြားနေတယ်ပြီးတော့လည်းငါဖယားနဲ့ပြောလိုက်တာတတွတ်ငါဖယားမှပြေးစရာလမ်းမရှိတော့ဘူးတဲ့ငါဖယားမပြေးမင်းသာပြေးနေတာအင်္ဂုလိမာလာတဲ့မင်းလိုလူမိုက်ကြီးတွေလူရန်ကားကြီးတွေငါဖယားတဏှာလို့နိဗ္ဗာန်မုတ်ဥကရခေါ်တဲ့တန်တော့ငါကြောက်တဲ့အတိုင်းဆိုရင်ဖြင့်ဟောကပ်ပြီးတော့အတိုင်းပြေကသုတ်တော်တနာနဲ့မေမယမှပေါက်ဖွားတဲ့တိတ်တထကဖြစ်တဲ့ဂေါရမဖယားဆိုတာဒါနဲ့တူရဲ့စဉ်းစားမိဟုတ်ပါပြီကိုရမဖျားဆိုတာဒါနဲ့တူရဲ့အင်္ဂုလိမာလာအမလေးလူတွေကိုထောက်ချီပြီးတော့ငါတတ်လာခဲ့အမေကိုတောင်းတတ်မလို့လိုက်ခဲ့သားအခုဖယားဆိုလေတိတ်တထောက်ငါတတ်မလို့လိုက်နေပြန်မှာမို့လားမာပြီအင်္ဂုလိမာလာမင်းမာပြီဟဲ့မြတ်စွာဘုရားတွေ့တော့ဒုက္ခကောင်းကြီးလူမကြီးပြင်းနေတာလမ်းမဆုံးသေးဘူးလားလို့မိန့်တော်မူသဖြင့်ဟောဒီလူမကြီးလမ်းဆုံးအောင်ဒီဒုက္ခတွေတုံအောင်ကဲတင်တော်မူပါဗျာမြတ်စွာဘုရားတဏှာသစ္စာတွေတော်ကိုတရားစေတိုက်တော်မူပါဗျာလို့ဒူးကလေးတစ်ဖက်အောက်ထောင်းဒူးကလေးတစ်ဖက်ထောင်း
ထောင်းတဲ့ဒူဘောတတောင်းစစ်ကလေးဆန်းတင်းတရိုးလေးထိတ်ကကိုင်းပြီးတော့မြေကြီးပေါ်စိုက်မှန်လားပါဗျာတပည့်တော်တဏှာသဖြင့်ကဲတင်တော်မူပါဗျာလို့အဲ့ဒါလို့ရှောက်လိုက်တော့ကမှဗျာကိုတော်မြတ်ကအေဟိဘိက္ခုသမ္မစရထဒုက္ခသောဟာအောင်တကိရိယာယလို့အေဟိဘိက္ခုခေါ်တော်မူပါတယ်ဗျာအဲ့ဒီချိန်မှာပဲလေသံမုတ်စိတ်ရိပ်ပြီးဝါ60ရသောမထေကြီးကဲ့သို့ဆန္ဒဗိညာပဋိသမ္မိတာပတ္တအာသဝကိုခန့်၍အေဟိဘိက္ခုယဟန္တာကြီးဖြစ်ပါဗျာအေဟိဘိက္ခုယဟန္တာကြီးဖြစ်တော့သင်္ကန်းအတွင်းနဲ့ပုတ်စိတ်ပမြိုင်လေးပြောက်လို့အဝိကြီးပိုက်လို့အမေလို့သူကမျက်တောင်ခါဖက်ကြည့်ဟောဟင်ခေါ်ရမှာဖယားကိုလိုက်တဲ့သားအကြလိုက်ပါပြီဘုံကလည်းအဝိကြီးပိုက်လို့ဖယားနောက်ကလိုက်သားရဲ့လူလေဟိတကအမေကိုတရားတော်မှာပြည့်အောင်တော့လားသားရဲ့အမေကျင်းတယ်လို့အမေဝန်းတန်လို့သားရဲ့ဟောကြီးစံအမေခေါ်တဲ့တော့ငါသားကြီးမထူနိုင်တော့ပါလားသားရဲ့အမေခေါ်နေတဲ့အဟိနကရဲ့ဒီတော့ဘာပြန်ပြောလို့အိုးမိခင်အိုးမိခင်ပင်ဒီငါအဝန်းနဲ့လွယ်၍သာဖွာကြရသည်ဝန်းနဲ့လွယ်၍ဖွာသောကျေးဇူးသာရှိသည်ငါဒုက္ခတုံးအောင်ဒုက္ခဆုံးအောင်လူမိုက်ကြီးလမ်းဆုံးအောင်ကဲတင်တော်မူသောဂေါရမမြတ်စွာဘုရားသည်သာဖြင့်ငါဣဖခင်ရင်ဖြစ်တော်သည်မိခင်ငါလိုက်တော့နောက်ကလိုက်တော့အမေလို့သူမျက်ရည်ကဖြိုင်ဖြိုင်ကြလို့လိုက်တာလိုက်ပါတော့တာရဲ့အမေမေးလိုက်စမရစေအောင်မင်းလူတွေဖုံးလက်တွေဖြတ်ပြီးတော့တေအောင်တတ်နေတော့ငါမင်းပဲအိတ်တော့ဘယ်နေတော့ထမင်းနဲ့မအောင်စားရရဲ့လားတာရဲ့အမေကိုဒီအကြောင်းစကားလေးတွေမေးတာပြောပါအောင်တော့လားဟောလိုက်သွားပြီစိတ်နဲ့မွေးသမီးခင်ကြီးကိုတောင်းမှကျေးဇူးဆက်တရားမဟောပဲတော့ပါလားသားရဲ့ကြည်သမားအမေမျောမဲ့မျောတော့ငါတော့လည်းပေါ်မလာဘူးသားရဲ့ငါသားကြီးအမေမျောတော့ငါပေါ်မလာပေမဲ့လို့လာမဲ့လာပြန်တော့လေလူသားကောင်းကြီးဘဝနဲ့သားရဲ့အမေကိုတောင်းတတ်မလို့လိုက်တဲ့သားကြီးဘဝနဲ့ပြန်လာတယ်အဲ့ဒီတော့အမေကြောင်လုံးလို့အခုယဟန်အသွေးနဲ့တာမြတ်တယ်ဖူးမြောခြင်းလို့အနာကချင်းလို့အမေလျှောက်ပါတော့လေသူတော်ကောင်းကြီးဘဝရောက်မှအမေကိုကြွမဆိုင်ပါလားသားရဲ့အမေပဲလို့လုပ်ပြီးတော့ဖြေးရပါမလို့ရဲ့လို့သားမောင်ရဲ့မှာတက်လေလူလေရှိရကငိုပြန်မျိုးမောင်မိခင်ငယ်မြည်ရောစီငိုအကြီးပါလို့ဒီမြည်မင်းငါသားကြီးယဟန်သွင်းနေမြည်အမိမြည်မကြတော့ဘူးလို့အောက်မိခဲ့ပေမဲ့လို့ခုတော့လေအမေကိုကြွမဆိုင်လို့အမေမြည်တွေ60ပြီတားရဲ့60ပါကိုလာရရဲ့လို့မောင်မိခင်ငယ်မြည်ရောစီငိုကြီးပါလို့ဒီမြည်ခွေးကလွန်သားမောင်ကိုလွန်နာနဲ့ပြမမာရီမဟာရီလူလေးအမလေးငိုတယ်လို့မှတ်ပေါ့ဗျာပြေးသားကြီးအမေလို့သူငိုဘူးလားငိုပေသည်ရပါခွက်လိုက်သွားပြီဖေရเจ้าတော့လိုက်အင်္ဂလိပ်မာလာတော့မရှိဘူးကောသလကဝိုင်းတော့ဝိုင်းဟောပါသွားသူကဝိုင်းတော့မယ်လူတွေကောင်းတွေကြောဟာဒီနာသွေးတွေခုကြည့်လားသူရတန်ရနဲ့ခုမတတ်သွားတာရှင်းနာနေမှာဝိုင်းလိုက်ကြည့်ဘူးမတွေ့လားမကမတွေ့တဲ့နောက်ဆုံးဘုရားเจ้าတော်တဲ့ဝင်သွားချွေးချွေးပေါက်တယ်မောလုံးဟဲ့တကတော့ကောသလဘယ်ကနေငါဘုရားထံပေါက်လာတယ်မှမောလုံးဟဲ့တကတော့ကောသလဘယ်ကနေငါဘုရားထံပေါက်လာတယ်မှန်လားပေါ့ဗျာမြတ်စွာဘုရားကြားတော်မူဘူးလားအင်္ဂုလိမာလာကြီးလူဖမ်းလက်ဖြတ်တေအောင်တတ်လို့ဘုရားကြီးတော့တန်ရကအောလို့မနေတာပဲနဲ့သူ့အတွက်အခုအလောင်းတွေကြောပြီးလိုက်ဖမ်းနေရပါဗျာဘယ်တွေ့မလဲတကတော့ရဲ့အင်္ဂုလိမာလာလူမသတ်တော့ပဲနဲ့ဟောဗျာရှင်ဗျာမြတ်စွာဘုရားလူဖမ်းလက်ဖြတ်တေအောင်တတ်လူတွေကောင်းနေအခုအရှင်လက်တတ်ထားတာတွေးစိမ့်နေနဲ့တပည့်တော့ကြော်လွှတ်ပြီးတော့လာခဲ့ရပါဗျာ
လူတတ်ပါတယ်ဗျာမတတ်တော့ဘူးလေတကားတော့ရဲ့အိုးလူတွေကောင်းနေကြော်ပြီးတော့လာခဲ့ရလို့တတ်တယ်ဗျာဩမတတ်ပါဘူးတကားတော့ရဲ့အရင်တုန်းကတတ်တာအခုမတတ်တော့ဘူးအရင်တုန်းကတတ်တာအခုမတတ်တော့ဘူးမှန်လားပါဗျာတွေးတော့မယုံနိုင်အောင်ဖြစ်နေတယ်ဗျာဟဲ့တကားတော့မယုံလို့ရှိရင်ငါဗျာခေါ်ပြရှစ်သားအင်္ဂုလီပါလားငါဗျာရှိတော်မောက်အရောက်လာခဲ့စားဘာပြောကောင်းမလဲပရိသတ်ကြီးရှစ်သားငါဗျာရှိတော်မောက်အရောက်လာခဲ့စမ်းလို့လဲခေါ်လိုက်ရောနောက်ကတတ္တိကောင်းပြီဆိုတဲ့တန်ခမောက်ဆောင်နေဖင်ထောင်ပြေးပြီပြေးကုန်ပြီဟာအင်္ဂုလီမာလာကြီးငါဗျာရှိတော်မောက်လာခဲ့စမ်းလေပြီးတော့လာပြီပြေးကြပြေးတာပြေးတာတောင်းအောင်ရှိကောသလဘုရင်ကြီးကမပြေးပါသည်လက်နှစ်ဖက်နောက်ထောက်ပြီးပက်လက်လန်ကမှချွေးသည်ချွေးပေါက်တင်တဲ့ပါဇာကြီးဟာကြောက်လို့ရှင်မင်းကမပြေးကောင်းလို့ကြံရဲ့ပြေးတာကြီးရှင်မင်းပြေးကောင်းသလားမပြေးကောင်းတဲ့လူပဲနှစ်ယောက်ရှိဘယ်တော့မှသူကပြောတာအော်တရားတွေနာထားတယ်လို့ဘုသူတ္တရှိယဟန်နဲ့မိန်းမတဲ့ရှင်မင်းနဲ့မင်းစည်းတဲ့ဆင်းနဲ့ပြေးကောင်းမှုကျွတ်တို့ယဟန်ပြေးဖို့ပြောနေလက်တောင်ရမ်းမသွားရဘူးဒါပတိလက်ရမ်းမသွားရဘူးဆိုပေမဲ့လို့မပြေးကောင်းပေမဲ့မန္တလေးကျွတ်တို့ခမကန်တိုင်းနောက်ဖက်ပလန်းရထဲမီးလောင်တော့ဘုန်းကြီးတွေပြေးကြောင်ကြိုက်တက်ညှိရတာဟုတ်လားအော်အတော်သင့်ပြစ်လောက်တော့လည်းပဲတရားနာပြတာအသင့်ခံပြီးဆွမ်းတကဆွမ်းပါသည်ဆိုတော့ဘုန်းကြီးတွေကငဲ့ကြတယ်ကိုတော်တစ်ပါးများမီးလောင်တဲ့အသားကြီးဖက်ပြီးတော့ပြစ်ဘုံဆိုပက်လက်လာရကြဒါတော့ထိအောင်ငဲ့ညတော်မူကြဂရုစိုက်ကြကဲဘုန်းကြီးပြေကောင်းမှုမိမလည်းပြေကောင်းမှုမထမိမပြေကောင်းမှုဒါလောက်ပြောသိအောင်ပေါ့မန္တလေးကျုပ်ဒီတရားထဲဟောတခါတယောက်ကမဟောနဲ့ဗျာတဲ့ကြိုက်တော့ဘူးတဲ့ကျုပ်ဟောတာလည်းကြည်အောင်လေဟဲ့ငါထမများဗမာပြည်မျိုးသမီးယဉ်ကျေးမှုရှိတဲ့ခြေသလုံးသားလူမြင်မကြောက်တဲ့ဒါဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုဟဲ့ခြေသလုံးသားလူမြင်မကြောက်တဲ့ဟဲ့ကျုပ်တို့ကဒီတိုင်းထဲဟောခုတော့လူမြင်မကြောက်မှကြောက်ပဲဥလသိန်းကထမိန်သေးချာဝှက်ပြတာတခါတည်းကိုကွာတဲ့သူတို့ကဒီအစာလေးကိုအတွင်းစာကိုအထက်ခါရှိလေးမြင့်ပတ်ပြီးဆွဲလိုက်တော့ခွင်ကလေးကချစ်လာတော့ဥလသိန်းအဲ့တိုင်ပြောတာမဲပြီးတော့ဟိုဝင်းနေတဲ့ခြေသလုံးသားလေးလူမြင်လို့မဲတချမ်းဖော်ထားတော့ကွာသွားလိုက်ရင်နဲ့ထမိန်တစားတိုးနေတာငါဘာတော့အောင်မင်းနေပြီးတော့ဘာတော့အောင်မင်းအေးကွယ်ငါကြီးများဓမ္မများသတိပြုကြဟဲ့ဗမာမျိုးသမီးရဲ့ယဉ်ကျေးမှုကခြေလုံးသားလူမြင်မှကြောက်တဲ့ဒါပတိတို့ကောက်ဆိုင်တဲ့နေရာတော့အလွတ်ပေါ့ကွာဒါလည်းထည့်ပြောပါသေးလူစိမ့်တယောက်ကမြက်တော့မခတ်ဖဲနဲ့စစ်စိုက်ကြည့်တာတော့မခံနိုင်မဲနဲ့မြက်လွှာကလေးအောက်ချသွားတာဒါဗမာအမျိုးသမီးရဲ့ယဉ်ကျေးမှုမှန်လားပြိဿကြီးကာမတ္တဝါမနေနိုင်လို့အိမ်အောင်ပြုတာတခြားကွာရှစ်တာကရှစ်တာပဲဟာဒါလူကိုကွာရှစ်တာပဲကွာဒါကြောင့်ကွယ်မိမမပြေကောင်းဘူးလို့ငါပြောပါတကွယ်ဒါပေမဲ့လို့ခုခေတ်တော်လို့ကျုပ်ကမန္တလေးတုန်းကပြောမိဘောင်းမီတို့လေးဝေဘောခတ်ကုန်ကြပါပြီလို့ဘောခတ်တော်လို့လူပြက်တွေကလှောင်နေလို့အိမ်ဒီပြက်တော့မလွန်ပေါ်ကွင်းထဲမှာအမျိုးသမီးအသင်အချင်းချင်းဘောခတ်တဲ့အဲ့ဒါတရေကြတယ်ကြည်တဲ့လူတွေကငါအငိမ့်ကိုသေချာရနာထောင်ငါတော့ကမှတ်ထားဟဲ့ရိုးပြောတာမှလားလှောင်းနေတာဗျနင်တို့ဒီတော့တယောက်ကပြောတယ်သေရကြတယ်ဆိုရင်မင်းဟာဘယ်ဘက်ကမှဂိုးမသွင်းဘူးပေါ့တဲ့လှောင်းရင်လည်းလှောင်းတာသူတို့ကဒီတော့ဟိုကောင်ကထပ်ပြောတယ်ဩမင်းငါပြောတဲ့စကားဆုံးအောင်နားထောင်တဲ့ဘောင်းဘီတို့လေးတွေနဲ့ပေါင်းဖွေးလေးတွေနဲ့မိမသိအချင်းချင်းဘော့ခတ်တော့အဲ့ဒါသေရကြတယ်တဲ့ဘေးကကြည့်တဲ့လူတွေကတဲ့အဲ့ဒီတော့မှဟိုလူကအာမေတိတ်တန်နဲ့ထလှောင်လိုက်တယ်။အော်ကောင်းသေးလားလှောင်တာဟဲ့ငါကဒီတရားမန္တလေးထဲဟောတော့တခါတယောက်ကဒီတရားမန္တလေးဟောပါနဲ့တဲ့ကြိုက်တော့ဘူးတဲ့
ကျုပ်ကဖေးရတကားကိုပြောကြည့်တယ်တကားကြီးလို့ဟိုတကားကြီးကဒီလိုပြောတယ်လို့ဆိုတော့ပြောရောပေါ့ဖေးရတယ်သူ့သမီးကဘောင်းမီတူဝဲဘောခါနေတာလေဆိုအော်မိဘများကလည်းမိဘပဲတို့ပဲမလို့ကြမ်းပါရဲ့လို့ဆိုကြတော့လေဒီကောင်းထိုင်တာရှိတာဝလေးလို့ပေါ့နော်ဒါတော့ဘုန်းကြီးတို့ကယဉ်ကျေးမှုနဲ့အနှောက်အယှက်ပေးတယ်ပဲလို့မအောင်မေလို့လည်းမဟုတ်ပါဘူးပြိဿမိမ့်မပြေးကောင်းတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဗမာယဉ်ကျေးမှုကိုထွက်သွားပါတယ်မှန်လားပြိဿကြီးအဲပြေးကောင်းမှုဗျာမင်္ဂလာမင်းစည်းဆင်လည်းပဲဆင်ရိုင်းကဲဆိုမုံယိုပြေးနေမယ်ဆိုရင်ကဲ့ရက်ွယ်ဖြစ်တဲ့မင်္ဂလာဆင်မဖြစ်ထိုက်ဘူးလို့ဆိုွယ်ဖြစ်ချင်းကြောင့်ပြေးကောင်းရှင်မရင်ကြပြန်တော့လေကတောင်းတကြားနဲ့ပြေးနေမယ်ဆိုရင်ဘယ်ရင်ဖြစ်ထိုက်တဲ့ဘုံလက္ခဏာမပါဘူးကဲ့ရဲ့တင်ကြိုစကရင်ဆိုမှကြောင့်မပြေးကောင်းလို့ရှင်မရင်မပြေးတာတဲ့ဗျို့ပြေးတာကြီးကောသလာကြီးဘာလို့မပြေးတာတော့မပြေးကောင်းလို့ပြေးတာအသေးခန္ဓာခန်းကိုခံရအခုပက်လက်ကြီးလန်လို့ကြီးချွေးတွေများပြန်လို့ဖျားမလီဖျားတိုက်တာဘုရားကူတခါတည်းပါစထဲကခရလေးရေလွတ်အဲ့ဒါလို့တာတော့ဘုရားကိုတော်မြတ်ကတနာသဖြင့်ဟဲ့တကားတော့ထတကားတော့ရဲ့မပူနဲ့မကြောက်နဲ့ကြည်စမ်းအင်္ဂုလိမလာခေါ်တော်လေသင်ထင်တဲ့အသွင်တိုင်းဟုတ်ကဲ့လေကြည်စမ်းတကားတော့ရဲ့တောင်ခပ်ဖဲနဲ့ကြည်လိုက်တော့ဟာအော်နေတာဟေးစောကလူတွေဖောင်းလက်တဖြတ်ပြောင်းသားအခုရဟန်းဇာအတွင်းနဲ့ငါမြင်ရပြီဟောမြတ်စွာဘုရားဟေးတလောက်ဆိုးတယ်တလောက်ကြမ်းတယ်တလောက်ရမ်းတယ်လူသားကောင်ကြီးကိုယခုကဲ့သို့ယဟန်ပေါင်းရောက်အောင်ကဲတင်တော်မူနိုင်တော်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဖောင်းမှန်ထထချီကျူးလို့ဟောမြတ်စွာဘုရားလျှောက်ထားပြီးတော့လက်ရည်လှဲ့ပြီးတော့ကိုင်းကောသလကြီးပြန်ဆိုကြပါစို့ဗျာအင်္ဂုလိမာလာကြီးတော့ဒီပြစ္ဆခဘုံကပြုတ်တဲ့ကံတွေခံရတကောဘိဒရဲ့နော်ပြစ္ဆခပြစ္ဆုတ်ပန်ဆတ်ယဟန္တာရဲ့လို့မကြည်ညိုရကြတော့ဘူးဘိဒဘုရားလက်ထက်ကပုထုဇဉ်ဆိုတာထားတော့ဆုံးခံသွားလို့မရဘူးသာသတတ်သွားတဲ့ယဟန်နဲ့ငါသမီးလက်ဖြတ်သွားတဲ့ယဟန်နဲ့ငါမိဘဓမ္မတတ်သွားတဲ့ယဟန်နဲ့ကဲထူကြဒုံနဲ့ပေါက်ကြသဲနဲ့ပက်ကြအင်္ဂုလိမာလာကြီးတော့ဒုက္ခရောက်ပြစ္ဆုတ်ပန်ဆတ်ဒီဒုက္ခလေးခံရလေဘိဒယဟန္တာကြီးပြီမဲ့လို့နောက်ဆုံးခံလို့မရရှာဆုံးလည်းမခံရတော့မြတ်စွာဘုရားကိုတော်မြတ်ကတနာတော်မူပါသဖြင့်ယတောဟံမဂိနိဂရိယဇာတိယဇာတောအစရှိသဖြင့်အင်္ဂုလိမာလာတုတ်ဆိုတာပေကြီးဆက်တုတ်တဲ့ပါပါတယ်ဗျာအဲ့ဒါဘုရားကိုတော်မြတ်ကအင်္ဂုလိမာလာတုတ်ပေးသနာဘုရားပေးတဲ့ဒီအင်္ဂုလိမာလာတုတ်ကလေးသူရွတ်ပြီးတော့တရားနာပိဋကရေဟောရေနဲ့မန်းတိုက်မင်းမဖွားနိုင်တဲ့ဓမ္မတွေအင်္ဂုလိမာလာမထေကြီးကရေမန်းကလေးတိုက်တော့အလွယ်တကူမီးဖွားနိုင်သည်အခုတည်းကမြန်မာဆေးဆရာများသမာဓိရှိတဲ့ဆရာများပေါ့လေအင်္ဂုလိမာလာတုတ်3ညတုံးပါဗျာလက်နဲ့မထီပဲနဲ့3ညတုံးပါဗျာသမာဓိရှိရင်အခုတည်းကအသုံးပြုကြတုံးနော်အင်္ဂုလိမာလာတုတ်အင်္ဂုလိမာလာမထေကြီးဒီကဲဆိုရေမန်းနေတိုက်ပြီးတော့အလွယ်တကူမီးဖွားနိုင်တဲ့အချိန်ခါမှာဘာပြောကောင်းမလဲဘေးသားရေလာလိုက်ကြတဲ့ပူကဲကြီးဟာဘယ်ရောက်ကုန်ပါလဲအော်နားလည်အောင်လို့ပြောရမှာပဲခိုင်းအင်္ဂုလိမာလာမထေကြီးဒီလိုတဲ့ဆိုလာလိုက်ကြတာလှုပ်ခါကိုကြလို့အဲ့ဒီမလက်လာပါပေါ်ပြီးတော့ပြစ္ဆကဒဏ်ခံရတာလေးကင်းလို့သွားပါတယ်ဗျာဒါကြောင့်အင်္ဂုလိမာလာကြီးဟန္တာဖြစ်တယ်လို့ဆိုတော့တချို့ကအိမ်ပြန်သွားမေးကြလိမ့်မယ်နော်လက်ညှိုးကောင်း1000ဆိုပေမဲ့လို့တဲ့ဟိုကောင်ခြီသွားဒီကောင်ခြီသွားနဲ့လူ1000ကျော်သတ်တာပါတဲ့လူ1000ကျော်သတ်တဲ့အင်္ဂုလိမာလာကြီးယဟန္တာဖြစ်တယ်ဆိုတာပါဏာတိပတ္တသိက္ခာဘုဟောထားတာယုံရဟုတ်နိုင်ပါမလားလုံနေအောင်မယ်နော်တန်ခါဂုံဆိုတာပြန်ကြည့်ယရဏသုတ်ထဲပါပါတယ်ဗျခိနံပူရဏနဝနတ္ထိသံဘဝံဝိရတစိတ်တယတိကေဝသမေတေခိနဝိဇာဝိရုံလိသန္တာနေဗန္တိတိရယထာယံပရိပောလို့ဆိုတော့အဲ့ဒီဂုံပြန်ကြည့်စားမျိုးအနဲ့ကလေးနဲ့အိမ်เจ้าမှာကြည့်ကြုတ်တော်မရွတ်နိုင်တော့ဘူးရှင်းပြောရင်မေလည်းမေ့ကုန်ပါပြီသို့တော့စဉ်းစားရွတ်ရမှာပေါ့ဒါပေမဲ့လို့အိမ်เจ้าပြန်ကြည့်စားမျိုးအယံပရိပောဆိုပါလားခြေသားတော်တဲ့တန်ဃာတော်တွေရဲ့ဂုံဆိုတာဟောဒီစီမီကွက်ကိုကြည့်ကံပြေးတဲ့ကြီးစီမီကွက်ကလေးထွန်းထားတဲ့ဟိုမီးစာနဲ့ကျွတ်တို့စီနဲ့ကုံသွားရင်အဲ့ဒီမီးခွက်ကလေးတောက်နိုင်မှာဟုတ်
အဲ့ဒါကိုကြည်တဲ့ဗျယဟန္တာဖြစ်တယ်ဆိုရင်မိစာကုံစီကံပစ္စည်းမှာဘဝိကသားတို့ဤဒီမှာဘဝကပန်လာတဲ့အကုသိုလ်ကံရွေးတွေဒီပစ္စကဘဝမှာထိအဟောတိကံဖြစ်ပြီးတော့အကျိုးမပေးတော့ပဲလေမဲ့နဲ့ဆက်လို့မဲ့နဲ့တက်ကပန်လာကြမြအကုသိုလ်တွေအကုန်လုံးကြည်နိုင်ပါတဲ့ဗျာဒါတော့ငါဘာတွေလှုပ်ထားတာပဲဟိုလေငါလူဆိုးကြီးပဲငါဘာတွေရုပ်မှထားတာပါပဲနိဗ္ဗာန်ရနိုင်မထင်ပါဘူးလို့အာမလျှော့နဲ့နော်မဲ့နဲ့သာဆန်းမဲ့နဲ့သာတဘဝရဲ့ပြတ်တဲ့မြို့ပြေးသားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားပြေးသားမလျှော့ရနဲ့မလျှော့လိုက်ပါဘူးလို့ပြေးသားကြီးအာလျှော့တိုက်သလားမလျှော့တိုက်ဘူးလားမလျှော့တိုင်းရင်ကြိုးစားကြပါတော့လို့တိုက်တွန်းချက်ပြုပြီးတရားနာပြေးသားကြီးလူတွေတတ်တဲ့အင်္ဂုလိမလာလူမိုက်ကြီးလမ်းဆုံးသွားဘူးလားယဟန္တာဖြစ်တဲ့ဆိုတော့ဒုက္ခတွေကတုံးသွားဘူးလားပြေးသားဒုက္ခတွေတုံးသွားလို့ရှိရင်ဖြင့်ခင်ဗျားတို့ကကုတ်ကထိုင်းနေတာပဲဗျာနဲတဲ့ပြေးသားကြီးမဟုတ်ဘူးကြာရင်ကျုပ်ကပဲလက်မြောက်နေရကဲတရားနာပြေးသားလူမိုက်လမ်းဆုံးဒုက္ခတုံးဆိုတဲ့ဇလန်းဒီနေရာမှာနေတိတန်းတဲ့ဖြင့်ခိတ္တလေးသိခံပြီးတော့ဆိုကြစမ်းမျိုးတကဘာလုံးမှာမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးယနေ့ရကြွရောက်လာတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးကြလည်းချီးရင်နေဖုံမုန်းစိတ်တွေပြစ်ပြီးအတိအတော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တတို့သီးခရစ်သာပြန်ရပဲတော့နိဝတ္တတို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရတွေဝေးရမမြစီရောခြေတရာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေထောပြန်ကြစေကုန်သတည်း